ရှင်ဖြူရှင်ဗညာဥဒံမှာစာကိုရရှိ၍တမိန်ပြတ်တပနှင့်တမိန်တော်ပြားတို့ညီနောင်များသည်တိုင်ပင်ဆွေးနွေးကြလေ၏ထို့နောက်သူရှင်တန်ပြန်စာစီစာကားကျွန်ုပ်တို့အရှင်ရှင်ဖြူရှင်ရွှေဘွားတော်အောက်သို့လျှောက်ထားအပ်ပါသည်ကျုံရင်းဖြစ်သူကျွန်ုပ်တို့ပင်ဤများများပြသောအချွေရန်အသင်းပေးများရှိခဲ့သည်မှာအရှင်မင်းကြီးပြုပြင်ချင်းမြင့်ခဲ့သောကြောင့်သာဖြစ်ပါသည်ကျွန်တော်ကအရှင်မင်းကြီးသူကောင်းပြုခဲ့ပေသည်နောက်တော့သူတူဂုံချောသောစကားကိုအရှင်မင်းကြီးယုံကြည်တော်မူပြီးကျွန်ုပ်တို့ဟာအရှင်မင်းကြီးအမျက်တော်ရှိခဲ့သည်ကျွန်ုပ်တို့သည်အသက်သေးမီကိုကြောက်ရွံ့သဖြင့်အရှင်ထံမချင်းကပ်ဝတ်မှာအရှင်နှင့်မိတ်ဆယ်ပါပြက်ခဲ့သည်ကိုတစ်ကြိမ်တစ်ခါအပြစ်လွတ်ပါရန်ရွှေဘွားတော်အောက်သို့ခွင့်တောင်းအပ်ပါသည်ကျွန်ုပ်တို့သည်အရှင်မင်းကြီး၏မျိုးပြစည်းစိမ်ထီးနှံကိုလူယူမိသူများမဟုတ်ပါယခုမှစ၍နောင်ကိုအရှင်မင်းကြီးအားပျက်စီးရပျက်စီးကြောင်းကျွန်ုပ်တို့ကဆက်လက်၍မကြံစီတော့ပါကျွန်ုပ်တို့သည်အရှင်မင်းကြီး၏ကြုံရင်းများဖြစ်၍ချစ်တနာတော်မူသည်ဟုဆိုလျင်အမှုတော်ကိုအသက်ပေး၍ထမ်းဆောင်ပါမည်နောက်ကိုတပါးသောမင်းတို့ကအရှင်မင်းကြီးအားရန်စစ်ပြုလာခဲ့သောကျွန်ုပ်တို့သည်အသက်ဆုံး၍တိုက်ခိုက်ပေးပါမည်ယခုကျွန်ုပ်တို့လက်ဝဲတွင်ရှိသောမျိုးပြစည်းစိမ်ကိုညှင်းပယ်၍ပြန်လည်တောင်းဆိုခြင်းမပြုဘဲဆက်လက်စားဝင်ပြုပါရန်အရှင်မင်းကြီးထံတောင်းခံပါသည်အရှင်မင်းကြီးခွင့်ပြုပေးသနာမည်ဖြစ်လျင်ဇင်းမန်၌ရှိသောအရှင်သမီးတော်တာလမေတီရီကိုအရှင်မင်းကြီးထံအရောက်ပြန်လည်ခေါ်ဆောင်ပေးရန်တာဝန်ကိုကျွန်ုပ်တို့ရအောင်ထမ်းဆောင်ပါမည်ပြတ်တပနှင့်လောက်ပြားတို့၏စာကိုရရှိလျင်ဆင်ပြူရှင်ပညာဦးသည်သမီးတော်ဒုက္ခမှလွတ်စေရန်ရည်စူး၍အစိတ်ကိုငုံထားရပြီးတကဲ့သို့ပြတ်တပနှင့်လောက်ပြားတို့၏အပြစ်များကိုတီးခတ်နိုင်ရန်အမျက်ဒေါသမိနေဘူးတို့ကိုအတင်းနှိမ့်သက်ရတော်သည်သမီးတော်တာလမေတီရီအားဒုက္ခမှဒုက္ခသို့ပြန်ရောက်စေရန်အလို့ငါပြတ်တပနှင့်လောက်ပြားတို့၏စာလင်ပါသည့်တောင်းဆိုချက်အားလုံးကိုခွင့်ပြုတော်မူသည်ရွှေခွက်30နှင့်ဆင်ပေါက်10ကြီးကိုပြတ်တပနှင့်လောက်ပြားတို့ထံပို့ဆက်စေ၏တမိန်ပြတ်တပကရွှေငါးပိသာထပ်ပြည့်၍ပြတ်တပနှင့်လောက်ပြားတို့၏အမည်ဖြင့်ရာဇသန်စာရေးကဇင်းမဲ့မင်းထံတွားရောက်ဆက်သစေ၏ဇင်းမဲ့မင်းလည်းလက်ဆောင်ပဏာများကိုလက်ခံပြီးတာလမေတီရီအားဟာသာဝရီတို့ပြန်ဝင်ပေးခဲ့လေသည်မုဒ္ဓမတို့ပြန်ရောက်လာရင်ပြတ်တပနှင့်လောက်ပြားတို့သည်တင့်တင့်စွာပြုပြင်ဆင်၍ပြပြငန်းငန်းဝမ်းသာအဲလည်းဖြင့်ဆင်မြူရှင်ပညာဦးရှိရာဟာသာဝရီတို့တာလမေတီရီအားအရောက်ပို့ဆက်ကြလေ၏ပညာဦးသည်တမီးတော်တာလမေတီရီကိုမြင်လျင်ရင်ဆုတ်တက်ပြီးတားအဖနှုံစလုံးလွန်စွာကြေကွဲဝမ်းနည်းကြ၏တမီး၏ဒုက္ခသတင်းများကိုမေးမြန်းပြီးနောက်ပုံသားများကိုမှား၍တမီးတော်အားမင်္ဂလာပရိတ်ရည်ဖြင့်တွန်းလောင်းစေသည်မိမိနှင့်ချာမြင့်စွာကွဲကွာပြီးရဝဲတွင်နေခဲ့ရသဖြင့်တမီးတော်အားချမ်းသာဒုက္ခနှင့်ပြည့်စုံသောနေရာတွင်နေစေသည်ရင်းတို့နေလာရာသားတော်အပတုံလည်းကြီးပြင်းလာပြီးဖြစ်၍ပညာနွယ်ဟူ၍သူရှင်အမိပေးတော်မူ၏များမကြပြီးပညာနွယ်သည်မေကွဲမောင်နှမတော်ဆက်သူတာတာမေတော်နှင့်ချစ်ကြရင်ငံပြီးနှစ်ဦးသဘောတူတကုံတို့ထွက်ပြေးကြလေ၏ထိုသတင်းကိုသူရှင်ပညာဦးကြားလျင်မိအောင်လိုက်ဖမ်းစေသည်ဖြင့်မုံညံ့ရွာတွင်ပညာနွယ်နှင့်တာတာမေတော်တို့ကိုမိခဲ့လေ၏သူရှင်သည်တမီးတော်တာတာမေတော်ကိုအပြစ်မယူဘဲပညာနွယ်အားမျက်၍အဆောင်နှင့်အကျဉ်းချထားလေ၏အမတော်မဟာဒေဝီကမောင်တော်ပညာဦးကလျှောက်ထားတော်လဲလွတ်တော်မမူပဲပညာဦးကတင်းသည်ငါသားပင်မှန်တော်လဲရက်ဆက်သူဖြစ်သည်ငါနှလုံးပူအောင်ပြုသည်ငါသည်သူခမည်းတော်ဖြစ်တော်လဲငါကိုသူမချစ်ဟုမိတ်မဟာဒေဝီတောင်းပန်ပန်များသောအခါမှာပညာနွယ်အားလွတ်တော်မူ၏မဟာဒေဝီလည်းဝမ်းသာအားရပြီးတူတော်ပညာနွယ်နှင့်တူမတော်တာလာမီတော်ကိုလက်ထပ်ပေးကမိမိအပါတွင်အိမ်တဆောင်ဆောက်ပေး၍နေထိုင်စေသည်ရင်းတို့နေခဲ့ကြရာတနေ့တွင်ပညာဦးကအမတော်မဟာဒေဝီအားငါသည်မအီမကျန်း၍နာသည်ငါမျက်စိကွယ်သောနေ့တွင်အပတုံကိုမင်းမပြုစေနှင့်သူသည်ရက်ဆက်ကြမ်းကြုတ်သည်ပြည်သူတို့လည်းသူ့ကိုမချစ်ငါသာဘောငံမုံသည်ဖုံးကျက်သည်ရှိသည်ရုပ်ရည်အယောင်စင်ကောင်းသည်လူညံ့သိမ်မွေ့သည်ပြည်သူတို့နှင့်လည်းတင့်သည်မင်းပြုရန်တင့်သူဖြစ်သည်ဟုမိတ်၏မင်းဆရာမဟာတာမိသည်သူရှင်ပညာဦးနှင့်လွန်စွာအကျမ်းဝင်စင်ပြူရှင်ကတရားကြည်ပြုတော်မူသည်ဖြင့်မပြတ်ပင့်ပင့်၍ပြောဟောနေသည်ကိုတမိန်မယူသည်၏တမိန်မယူသည်တမီးတော်တာလမေတီရီကိုကြိုက်တဲ့သဖြင့်ဆရာတော်ထံချင်းကပ်ရဲ့ရွှေငါးပိတ်သာဖြင့်တမီးတော်တာလမေတီရီအားတောင်းရမ်းပေးရန်အကူအညီတောင်းခံလေ၏ဆရာတော်မဟာတာမိလည်းတာဝန်ယူ၍၎င်းနေကောင်းနက်ခတ်ကောင်းနှင့်ရွှေငါးပိတ်သာကိုတမိန်မယူထံမှလက်ခံယူပြီးသူရှင်ပညာဦးအားပေးအပ်လျက်တမိန်မယူသည်အရှင်မင်းကြီး၏ရွှေအိမ်နှန်းတွင်တမီးတော်တာလမေတီရီနှင့်အတူအမှုတော်ထမ်းရွက်ကကြောခံလိုကြောင်းဟူ၍ဆရာတော်ကရွှေနားတော်သွင်းလေ၏ပညာဦးသည်ဆရာတော်၏အဆိုပြုချက်ကိုကြားရပြီးနောက်လွတ်တော်ညီလာခံပြုရာစမုတ်ဆောင်သို့ထွက်တော်မူကာတေတာပတိမူးမတ်များအားငါသမီးတော်တာလမေတီရီကိုဇင်းမဲ့မဲတန်ဆက်တာခဲ့ရသည်မှာထိုစဉ်ကငါတွင်စိတ်ပူပင်သောကရောက်နေသည်ကိုပပျောက်စေလို၏ဖြစ်သည်နောက်ဇင်းမဲ့မင်းကငါသမီးကိုမလေးမမြတ်ငါသမီးနားမျက်စိပြတ်အောင်နားမျက်စိမငြိမ့်မဲအောင်ပြုသည်ငါသမီးစိတ်ဒုက္ခရောက်ခဲ့ရသည်ငါသမီးအချက်ရခဲ့သည်ယခုလဲငါသမီးကိုမူးမတ်တေတာပတိတို့၏တားတယောက်နှင့်နေရာချပေးမိဆိုကလည်းနောင်ကိုငါသမီးနားမျက်စိပြတ်၍အချက်ရအောင်မည်ဆိုရသည်တမိန်မယူမူကအဖမဲ့သားဖြစ်သည်ငါထံပါ၌ခါစားရသည့်ကြုံရင်းဖြစ်သည်ငါအတွက်သူ့အဖမှာစင်ကုန်းထက်၌ပင်ကြာဆုံးခဲ့ရသည်တမိန်မယူသည်ငါကိုပို့၍ဆက်ကြောက်ရိုသည်ရမည်ကြုံရင်းဖြစ်သည်ထိမ်းများစီမည်ဟုမိန့်ကြားလေ၏ထို့နောက်မင်္ဂလာအခမ်းအနားပြုရန်အိမ်တဆောင်ဆောက်လုပ်စေ၍တမီးတော်တာလမေတီရီနှင့်တမိန်မယူတို့ကိုလက်ထပ်ထိမ်းများပေးလေ၏မင်္ဂလာပွဲသဘင်ကို9ရက်မြဆင်ရင်ကျင်းပရာအလွန်စီကားတိုက်မြိုက်လှပေသည်ပညာနွယ်နှင့်တာလမေတော်တို့တင်ခဲ့ကြရာအချိန်တန်လျင်သားတယောက်ထုံးကားလေ၏
ဆင်ဖြူရှင်ပညာဦးလည်းသမီးတော်တလာမေတော်နှင့်မြင်သောမြေတော်မှာယောက်ျားဖြစ်သည်ကိုကြားလျင်အလွန်ဝမ်းမြောက်တော်မူသည်ငါအဘကြီးဖွားမြင်စဉ်ကလာကြခြင်းဖြစ်၍ဆန္ဒမင်းသားဟုငါခမည်းတော်အမိမှတ်သည်ငါအဘတော်မဟာဒေဝီဖွားမြင်စဉ်ကလည်းငါခမည်းတော်ကခေါင်းခုနှလုံးရှိသည့်ကျောင်းတော်ကြီးကိုဆောက်လုပ်လူရန်သောကာလဖြစ်သည်ထိုအခါဝိဟုသောတပန်းသေးကြီးတစ်လုံးကိုလက်ဆောင်ရရှိသည်ထို့ကြောင့်ကျောင်းတော်နှင့်ဝိခေါ်တပန်းသေးကြီးကိုအဆွဲပြု၍ဝိဟာရဒေဝီဟုငါခမည်းတော်ကအမိသမုတ်ခဲ့သည်ယခုငါမြေတော်ဖွားမြင်သည့်အချိန်တွင်မိသည့်ထူးခြားချက်နမိတ်ကိုမှငါမမြင်နမိတ်အကြောင်းမထင်၍အမားတော်များကဲ့သို့နမိတ်ကိုဆွဲ၍အမိမမှတ်နိုင်ထို့ကြောင့်မျိုးရိုးစင်ဆက်သည့်အမိကိုမှတ်မိငါဦးကြီးတော်သည်ပညာအဲလောဘွက်ခံသည်ကိုထောက်၍ငါမြေတော်ကိုဘောအဲလောကျန်တော်ဟုမှတ်သည်ဟုမိန့်တော်မူ၏ထို့နောက်ပုံနာဟုရာတမားတော်များကိုအဝေပစိုးဝေငါကမ်းလှမ်းတော်မူသည်သူရှင်ပညာဟုသည်မြေတော်ကိုအမိမှတ်ပြီးနာမတော်မဟာဒေဝီစသောဆွေတော်မျိုးတော်များသားတော်သမီးတော်တမတ်တော်တို့နှင့်တကွတကုံဆန်းတော်ရှင်ဘုရားသို့အပူးမြောက်ကြွရောက်တော်မူ၏ရင်းသောအခါကြိုက်တုတ်ဘုရားသည်တကိုးပြ၏နာပြတော်မူသည်ဖြင့်ပညာဟုသည်ခုနှစ်ရက်များတပင်ကြီးစွာခံတော်မူ၏အမတော်မဟာဒေဝီသည်တကုံတွင်နေရပြီးသူရှင်ပညာဟုသည်ဘကိုးသို့ပြန်တော်မူ၏ဘကိုးသို့ပြန်ရောက်လာရင်တန်လင်းစားတန်ပြက်ပုံစားကြောင်းကိုကြားသဖြင့်မူမတ်တရံပရိများကိုခေါ်၍တိုင်ပင်ဆွေးနွေးလေ၏ထိုအခါဘုံမင်းယောဂရက်ကယခုအခါရွှေဘွားတော်အောက်မှတန်ပြက်ပုံစားသည်ကိုအရှင်မင်းကြီးတုံ့ထုတ်တော်မူပါနှင့်ကျွန်တော်မျိုးအားဘုံမင်းကြီးငယ်တစ်ယောက်နှစ်ယောက်သာပေးတော်မူပါကျွန်တော်မျိုးစစ်ကြည်၍တပုံကိုရဖမ်းပြီးအရှင်တန်အရောက်ဆက်တာပါမည်အရှင်မင်းကြီးတွင်စိုးရိမ်ပူပန်သောစိတ်ထားတော်မူပါနှင့်ကျွန်တော်မျိုးအားဤတောင်ဝန်ကိုပေးတော်မူပါဟုလျှောက်တင်လေ၏ဘုံမင်းယောဂရဲ့လျှောက်တင်ချက်ကိုကြားရလျင်သူရှင်လည်းဝမ်းသာအားရတော်မူ၏ထို့နောက်အမတော်မဟာဒေဝီနှင့်တမတ်တော်တမိန်မယူကိုခေါ်စေ၏မဟာဒေဝီနှင့်တမိန်မယူတို့လည်းအမြန်ဆုံးရောက်လာကြသောအခါဘုံမင်းတပ်နှင့်အမတ်တင်နာပရိများကိုစီစဉ်စေ၏မဟာဒေဝီ၏စီစဉ်ချက်အရဘုံမင်းယောဂရဲ့နှင့်တမိန်မယူတို့နှစ်ဦးကိုဘုံမင်းခံပြီးတန်လျက်နှစ်ခု၍တန်ပြက်ကိုတွားရောက်နှိမ်နှင်းရန်စီစဉ်ကြ၏ရင်းသောအခါတန်ပြက်ကိုမိုးကြိုးပြည့်၍တေဆုံးကြောင်းသတင်းရောက်လာ၏ထိုသတင်းကိုသူရှင်ပညာဦးကြားရပြီးညီလာခံတပိန်တွင်တင်နာပတိများမလကုန်းငယ်သည်ငါကြုံရင်ဖြစ်သည်ငါနှင့်အတူဒုက္ခဒုက္ခခံခဲ့၏လောက်ဖျားမျိုးဖြစ်၍ဒင်းကိုငါမယုံကြည်သူများလိုငါမချီးမြှင့်နောက်ငါချင်မရည်ကိုတောက်၍တစ္ဆာခံသည်တန်ပြက်ဟုအမိပေး၍လက်နှင့်မျိုးကိုစားစေသည်လောက်ဖျား၏တိုက်ခိုက်မှုကိုတင်တွန်းလှန်နိုင်သူဖြစ်သဖြင့်တန်လင်းကိုစားစေခဲ့ခြင်းဖြစ်သည်တန်လင်းတွင်အင်အားများပြားလာသောတစ္ဆာဖြတ်၍ငါပုံစားမှုကိုပြုသည်မိတ်ဆက်ပါနှင့်ကျေးဇူးရှင်ကိုပြမသောအကတညုတယောက်ဖြစ်သဖြင့်နှကောင်းများမဆောက်အချိန်ကာလမဟုတ်ဘဲမိုးကြီးရွာပြီးဝရစိန်လက်နှံမိုးကြိုးဆက်ဖြင့်တေးရသည်ဤပုဂ္ဂိုလ်မျိုးသည်တေးပြီးလျင်ပိစာနန္ဒီယငရဲတွင်တောက်ရောက်ခံစားရမည်တင်တို့သည်တံပြတ်၏အကျင့်နှင့်သူခံရသည့်အဖြစ်ကိုပြစ္ဆုတ်ပံတွင်မြင်ကြရပြီမဟုတ်တော့ထို့ကြောင့်တင်တို့တတိပြုကြတော့အကယ်၍တစုံတစ်ယောက်သောကျွန်သည်အရှင်းသစ္စာကိုခံယူပြီးနောက်အရှင်းကိုပြန်၍ပြမှားလျင်သူ့အသက်နှင့်သူဖုံးစည်းစိမ်သည်သူနှင့်အရှိမနှင့်မလကုံ၏ပြစ်စင်မှာတင်တို့အတွက်အမှတ်ရကြဖြစ်သည်ဟုမိတ်၏ထို့နောက်ဆက်လက်၍ပြတ်တပါနှင့်လောက်ဖျားတို့သည်လည်းငါပျက်စီးမှုကိုတင်းတို့ယူဆောင်ခဲ့သည့်အတိုင်းထိုပျက်စီးမှုသည်တင်းတို့ထံပြန်ရောက်ပါစေသတည်းဟု၍သုံးချိန်တိတိမိတ်ဆိုပြီးပလင်တော်မှတက်ခါနန်းတွင်းဆောင်သို့ကြွမြန်းတော်မူ၏တမိန်မယူနှင့်တမီးတော်တလမေတီရီတို့တင်းကြ၍သုံးနှစ်ရှိသောအခါမဟာဒေဝီနှင့်တမိန်မယူတို့သည်ကြည့်ရှုကြဟန်အနေထိုင်ကြဟန်ဆက်ဆံကြဟန်မကောင်းဟု၍ဆိုကြကုန်၏ရင်းသောအခါဘကူးသူဘကူးသားတို့ကမဟာဒေဝီနှင့်တမိန်မယူတို့အားပြည့်ပြည့်ပြု၍တခြင်းများတီးဆိုကြသည်ရင်းတို့မျိုးသူမျိုးသားများကတခြင်းဆိုသည်ကို၎င်းမဟာဒေဝီနှင့်တမိန်မယူတို့နှစ်ကိုယ်တစ်စိတ်ဖြစ်၍ကြော်သောနေသည်ကို၎င်းပညာနယ်အားလုံးသိ၏အခါတပမဟာဒေဝီအိမ်တွင်ပညာနယ်နှင့်တမိန်မယူတို့အံကစားကြသည်တမိန်မယူသည်အန်စာကိုအညှိုးပြင်းထန်စွာရိုက်လိုက်ရအံပြေကိုခိုက်မိ၍အန်သီးများကအားလုံးလဲ၏တမိန်မယူကအန်သီးများပြတ်အောင်ဒေါသနှင့်ရိုက်သဖြင့်ပညာနယ်သည်စိတ်မြတ်၍အံမကစားတော့ပဲနေ၏ထိုအခါတမိန်မယူကအရှင်သားတော်နှင့်ကျွန်တော်ကစားမှုဖြစ်၍ပျော်ရွှင်ရန်အလို့ငှာရင်းတို့ပြုမိသည်အရှင်သားတော်အမျက်မရှိပါနှင့်ကျွန်တော်အကြံတော်ကအရှင်သား၏ကျွန်ဟု၍သာနှိတိုင်းပင်ရရကစိတ်၌ရှိတော့သည်ဆင်ဖြူရှင်ကံကုန်၍လွန်သောနေ့တွင်အရှင်သားပင်မင်းဖြစ်တော်မူမည်ထိုအခါမௌဓမမျိုးကိုအရှင်သားထံမှကျွန်တော်ပုံစားမိကြံသည်ကျွန်တော်စကားကိုမယုံသောအရှင်သားတော်၏သစ္စာကိုခံပါမည်ဟုဆို၏ပညာနယ်လည်းရင်းတို့ရောက်ဖွာတော်ဆိုလျင်ရောက်ဖွာနှင့်ကသစ္စာပြုတောင်းကြရန်သွားမည်ဟုဆိုပြီးနှစ်ယောက်သားဝေါထန်းနှင့်စီ၍တမိန်မယူအိမ်သို့သွားကြလေ၏ရောက်လျင်ရစ်ရွှေကြီးကိုတောက်ကြ၏မိုးချုပ်လျင်လက်ဝါးသွေးကိုဖောက်ကြ၍အရက်နှင့်ရောကြ၏တမိန်မယူ၏သွေးပေါက်နှင့်အရက်ဖြော်သည်ကိုအဋိဌံပြု၍ပညာနယ်တောက်၏ပညာနယ်၏သွေးပေါက်နှင့်အရက်ဖြော်သည်ကိုမတောက်မီတမိန်မယူသည်မာယာပြုကအိုက်သည်ဟုဆိုလျင်ရက်ခတ်စီပြီးလျင်စီမီးငိမ့်လေ၏ထိုအခါတာလာပေတီရီကရွှေခွက်ဖြင့်ထုံနှင်းနှင့်ဖြော်ရထားသည်ကိုကမ်းပေးစဉ်မင်းသား၏သွေးနှင့်ဖြော်ထားသောအရက်ကိုတွန်းပစ်သည်မိထုံးပြီးသောထုံနှင်းရေကိုသာတမိန်မယူတောက်၏ထိုအချင်းအရာကိုပညာနယ်၏နောက်လိုက်အတော်ကိုမြေသဖြင့်စကားဖြင့်မဆိုသာ၍မင်းသား၏ခြေဝါးကိုကုပ်၏ပညာနယ်လည်းရောက်သွားတော်နှင့်အမတော်တာလာပေတီရီအမူအရာအဟံအဖန်မကောင်းသည်နှင့်အတော်ကုန်းကလည်းခြေဝါးခုတ်သည်ကိုအကြောင်းပြု၍ဆက်လက်မတောက်တော့ပဲပြန်မှတင်းတော်မူဟုကြံ၍ငါတို့စကားဆပြီးဆို၍တောက်ကြသည်မှလည်းညီးလည်လာပြီးငါပြန်တော့မယ်ဟုဆိုကထပြန်လေ၏အိမ်တို့ရောက်လျင်ငါခြေဝါးကိုပသာချောင်းကုန်းသည်ဟုအတော်ကုန်းကိုမေး၏အတော်ကုန်းကအချင်းရောက်ဖတော်၏အပြုမှုမသိ
ရောက်ဖတော်ဤသွေးနှင့်အရက်ကိုအရှင်တောက်ပြီးအရှင်သွေးနှင့်အရက်ဖြော်ထားသည်ကိုမိငိမ့်စဉ်ကတုံးပြစ်သည်ထုံနှင်းဖြော်ရည်ကိုအရှင်အမတော်ဒါလမေသည်ကရွှေကောဖြင့်ကမ်းပစ်သည်ကိုသာမီးလင်းသောအခါတောက်သည်ဤအပြုမူကိုအရှင်သားတော်မမြင်သဖြင့်ရှင်းဝအောင်တောက်မိဆို၍ခြေပွားတော်ကိုကိုက်ရပါသည်ဟုဆို၏ပညာနှင့်အတော်ကုန်းတို့၏အပြန်အလှန်မေးမြန်းဖြေဆိုကြသည့်စကားများကိုကြားရသောဒါလမေတော်ကဒီစကားမျိုးကိုနှမတော်ကြားသိခဲ့သည်မှာကြားလာပြီတူနှင့်အကြီးတော်အကြားဂုံချောသကဲ့သို့ဖြစ်မိဆိုသည်မဆိုဘဲနေခဲ့သည်ဟုဝင်ပြောရပတို့ရှင်မကြားရသည်ဟုပညာနှင့်မေးလေ၏မောင်အကြီးတော်မှာအိုကြီးအိုမလင်းပြိုလို၍မောင်နှင့်ဘောင်းငံမုံတို့ကိုတက်ပြီးထီးပြူကိုမယူအားပေးမိကြသည်ဟုစကားကိုသူတို့ပြောပန်များပြီနားနှင့်မဆက်အောင်ကြားခဲ့ရသည်ဟုဆိုလေထိုစကားကိုပညာနှင့်ကြားလျင်အမျောမြတ်ထွက်၏ငါမှတလဝေတီဒုက္ခရောက်ပါစေတမိန်မယုံကိုငါလက်ဖြင့်ခုတ်တက်ရတော့ဟုအတိတ်မှန်ပြု၏မိုးတောက်လျင်အထိန်တော်မွေရဲလောကိုခေါ်စေ၏ရောက်လျင်ပဇာကိစ္စကြောင့်အရှင်ခေါ်ပါသည်ဟုရှောက်၏အမိပေါင်ပေါ်တွင်မအိပ်ဆက်ရသည်မှာကြာမြင့်လာပြီအမိကိုတတိယ၍ခေါ်ပါသည်ဟုဆိုပြီးမွေရဲလော၏ပေါင်ထက်တွင်အဝေကင်း၏အိပ်မွေရဲလော၏ပေါင်ကိုခေါင်း၍ပညာနယ်သည်အတန်ကြာအိပ်ပျော်သွား၏မွေရဲလောလည်းမင်းသား၏မျက်နှာတော်ကိုရှုလျက်အမိမဲ့သားဖြစ်၍ငယ်စဉ်ကပင်တာရင်ပမာပြုစုကျင်းဝေခဲ့ရပုံများကိုတွေးမိတာရင်ကဲ့သို့မေတ္တာတဲ့တက်ရောက်နေ၏မင်းသား၏အသက်ကိုသူတို့ကြံစီနေကြသည်ကိုကြားခဲ့ရပုံများကိုစဉ်းစားမိပြီးမင်းသားကိုတနာသဖြင့်မျက်ရည်ပေါများကျလာတော့သည်မျက်ရည်ပေါများသည်ပညာနယ်၏ရမတ်ပေါ်သို့ကျ၍အသာအရာတောက်လိုက်သဖြင့်ပညာနယ်လည်းလန့်နိုးလေ၏ပဇာကြောင့်ငါအမယ်ငိုသည်ဟုပညာနယ်ကမေးလေ၏အရှိတောက်ကိုငယ်စဉ်ကပင်အမယ်ပြုစုကျွေးမွေးခဲ့သည်ကြီးပင်သောအခါဖုံးချက်သည်စည်းစိမ်နှင့်ချမ်းသာသာရှိသည်ကိုအမယ်ရှုမြင်နေသည်ယခုတော့အရှင်သားကိုရီးတော်ကြီးကမသိရာကိုကြံစီနေသည်ဟုကြားရသည်အမယ်၏မျှော်မှန်းချက်မပြည့်စုံမီကိုစိုးရိမ်မိသည်ဝမ်းနဲ့စိတ်ပြည့်၍ငိုပါသည်ဟုဆို၏အမယ်ကြားသလိုသားတော်လည်းကြားရပါသည်ဟုပညာနယ်ဆို၏အိုအရှင်သားဤစကားကိုမပေါက်ကြားစေနှင့်အကြံအစီတစ်ခုကိုမြဲမြံပါစေမပေါ်ရောပါစေနှင့်တတိတရားအမြဲထားပါအကြံအောင်ဖို့ကြိုးစားအောထောက်ပါတော့ဟုမွေရဲလောကပညာနယ်အားတတိပေးစကားမှားကြ၏ပညာနယ်လည်းမွေရဲလောအားသုံးဆွဲရန်ငွေလုံလောက်စွာပေးပြီးရှိခိုး၏ထို့နောက်မွေရဲလောသည်ပညာနယ်၏အိမ်မတက်၍ပြန်လေ၏ထို့နောက်များမကြာမီတနေ့တွင်ကြိုက်ပတိုင်သို့ဖျားဖူးရန်ထိုရွာမှလက်ဆောင်ပနာများရယူရန်ကိစ္စအတူသွားလည်ကြရန်တမိန်မယူကပညာနယ်အားခေါ်၏ငါကိုမအိမ်မသာဖြစ်သဖြင့်ရောက်ဖသာသွားနေပါနောက်မှငါလိုက်တော်မည်ဟုပညာနယ်ဆို၏နောက်15ရက်ခန့်ရှိလျင်အင်္ဂလိပ်တွင်ရေကစားရန်ပညာနယ်အားတမိန်မယူခေါ်ပြန်၏ငါနှာစေးသည်ငါကိုမအိမ်မသာဖြစ်နေသည်ရောက်ဖတော်ကိုလည်းသွားကြည့်တော့အင်္ဂလိပ်မှကြာရင်ကြာဆွဲကြာရိုးစားသောဟင်းသီးဟင်းရွက်များနှင့်တာငါများကိုငါအတွက်ရောအကြီးတော်ပါအတွက်ပါများများသာယူခဲ့ပါဟုပညာနယ်မှားလိုက်၏ထို့သောတမိန်မယူကနှစ်ကြိမ်များခေါ်သည်ကိုတလာမေတော်ကြားလျင်မောင်တော်ကိုမယူချစ်၍ခေါ်သည်မဟုတ်အခွင့်သာလျင်ဘေးပြုမိခေါ်သည်မဟုတ်လောဟုဆို၏ပညာနယ်ကလည်းနှမတော်ပြောသမျှစကားအလုံးသည်ပြောရန်တို့သည့်စကားမဟုတ်ပြီသူချစ်သည်ကို၎င်းသူမုန်းသည်ကို၎င်းအားလုံးမောင်တော်သိသည်ဟုပညာနယ်ဆို၏နောင်တော်အင်္ဂလိပ်တော်မှတရေဘောသည်အရှင်သားတော်လိုက်နိုင်မည်လေဟုတမိန်မယူကပညာနယ်အားမေးပြ၏ငါမှစင်စည်းစရာမရှိရောက်ပါတော်၏အတာပလဲစင်ကိုငှားရပါကငါသွားမည်ဟုပညာနယ်ဆို၏နောက်တစ်နေ့မိုးတောက်လျင်အတာပလဲစင်ကိုပညာနယ်ထံပို့လာစေ၏စင်မကိုရ၍ပညာနယ်သွားမည်ပြုလျင်တလမေတော်ကမောင်တော်ကိုပြမရအောင်ဘေးပြုရအောင်သူခေါ်သည်ကိုသိလျက်နှင့်ပတိုးသွားမည်နည်းဟုမေးကြ၏ငါကိုတင်ခေါ်ပန်များကြပြီငါလိုက်မည်မဆိုကြသောတင်အကြံကိုငါသိလေပြီဟုတင်မှတ်လိမ့်မည်ငါအကြံစီတွေကလည်းမပြီးမြောက်ချေသည်သူစိတ်ကိုတတ်တာစေရန်သူစိတ်ကြည်စေရန်သူစိတ်ကိုဖြေဖို့ငါသွားခြင်းဖြစ်သည်တင်အကြံကိုလည်းငါမသိ၍တင်နှင့်ရောနှောကစားမြဲကစားသည်ဟုတင်မှတ်လေမှငါတို့ကြံစီသားမည်ထို့ကြောင့်ငါသွားမည်ဟုဆိုလိုက်ခြင်းဖြစ်သည်သို့တော်ငါသွားရင်ခရီးလေသို့ရောက်လျင်နှမတော်အပြင်းဖျားသည်ဟုအတော်ကုန်းဟာစိတ်လှုပ်၍ငါကိုပြန်ခေါ်ကြဟုပညာနယ်ဆိုပြီးကြေးကြုံများနှင့်စင်မကိုစီး၍ထွက်လေ၏ပိုင်နှင်သို့ရောက်သောအခါအတကုန်းတရောင်စင်အားရေချနှင့်သည်ကိုပညာနယ်မြင်လျင်စင်ကဲမပေးတော့လဲအနာယူစည်းမည်ဟုဆို၍လာ၏စင်ဦးစည်းနှင့်စင်ကဲတမိန်အဖတာကိုကြောက်ရွံ့၍မပေးဝန်းဟုဆို၏ပညာနယ်ကဟဲစင်ကဲတမိန်အဖတာအတကုန်းတရောင်စင်ကိုငါအားယနေ့ပေးပါဟုနှုတ်ကဆို၍စင်မနှင့်အတကုန်းတရောင်စင်တို့ရှင်မိလျင်ခုန်ကူး၍စီးလေ၏တမိန်မယူသည်အတကုန်းတရောင်စင်ကိုစီးမိလာတော့လဲပညာနယ်စီးနေသောကြောင့်မစီးရတော့ပေမိမိ၏စင်ကိုသာစီးရသွားလေရင်းတို့သွားကြရာဝယ်ပညာနယ်မှန်ခဲ့သည့်အတိုင်းခရီးထက်ဝက်သို့ရောက်လာတော့အတော်ကုန်းပြေးလာသည်အရှိန်နှမတော်အပြင်းဖျားသည်ပြန်တော်မူပါဟုဟေး၍လျှောက်သည်ပညာနယ်သည်အတော်ကုန်းလျှောက်သည့်စကားကိုကြားလျင်တာလာမေတော်အပြင်းဖျားသဖြင့်ငါပြန်လှည့်ရမည်ရောက်ပါတော့သာတရေသွားကစားကြည့်တော့တမင်တရေသားရကလည်းငါ့ကိုလည်းဝေစားပါဟုနှုတ်ကဆို၍စင်ကိုလှည့်ပြီးပြန်ခဲ့လေ၏ထိုနေ့ညမိုးချုပ်မှတမင်မယူပြန်ရောက်၏ရခဲ့သောတမင်တရေသားများကိုပညာနယ်ထံပို့ဆက်စေ၏တခင်မတလာမေတော်ပတိုးရှိတုံအန်နီမချမ်းမာလာတော်လားအမတော်တာလာမေသည်နှင့်ရောက်ပါတော်တို့လာကြည့်ကြမည်ဟုမေးလာစေ၏ပညာနယ်ကရောက်ပါတော်ကိုဆိုပါလေမလာနှင့်တော့တခင်မနတ်ဝင်၍ဖျားခြင်းဖြစ်ပါသည်ယခုတက်တာသွားပါသည်ဟုမှားလိုက်၏ထိုအခါမှစပြီးတမင်မယူနှင့်မဟာဒေဝီတို့သည်စိတ်တော်ညီညွတ်၍တစိမ့်တဝမ်းနှင့်ဖြစ်ကြောင်းကိုလူသည်သူသည်များလာသဖြင့်ယခင်ကပညာနယ်အိမ်သို့ဝင်ထက်နေကြသောပညာရှိများသည်
အရေးအချများဆိုခြင်းမှလည်းရဲ့မဟာဒေဝီနှင့်တမိန်မယူတို့အားကြောက်ရွံ့ပြီးဗညာနွယ်ထံမလာဝန်းကြတော့ပေမျိုးရိုးကျုံနှင့်အုတ်တကုတ်ဖျားများကြားတွင်တကောင်းသားများမကြခဏဂလီခက်လျက်ရှိကြသည်မိုးလယ်ပိုင်းတစ်နေ့တွင်ဂလီခက်ရာသို့ဗညာနွယ်သည်စင်မာစီ၏ထွက်ကြည့်သည်ပျော်ရွှင်ရန်အလှုံ့ကထွက်ကြည့်ခြင်းမဟုတ်ပေထိုနေ့ညနေကြောင်းနှင့်အခြားပညာရှိတို့မသိရှိအောင်ရာဇပနောဟိဖြစ်သူမင်းဆွဲတလုံးကဗညာနွယ်အားတွင်တင်ညွှန်ပြ၍ထွက်ကြည့်စေခြင်းဖြစ်သည်သူကောင်းသားတို့ဂူလီရောက်နေကြစဉ်ဗညာနွယ်သည်အနောက်ဘက်သို့လှည့်ကြည့်လိုက်တော့သူများတဲ့အဝေစားထူးခြားသောသူတစ်ယောက်သည်ဖျားချီတော်ရင်းတွင်ပေါင်းမြတ်နှုတ်နေသည်ကိုမြင်၍ချင်းကပ်လေ၏ဤအရက်သို့မကြာခဏငါရောက်ခဲ့သည်တင့်ကိုရခင်ကမမြင်ဘူးပေအဘယ်ရွက်တွင်သတင်းသုံးပါသည်ဟုဗညာနွယ်မေးလေ၏အရှင်မင်းသားသိလို့လျင်ပြောရပါမည်တောအစွန်အဖျားရှိဒီယောဒဂေဟသည်ငါ၏သတင်း300ဌာနဖြစ်သည်တနည်းဆိုရသောစေမြူရှင်၏သားတော်နှင့်စကားဆိုလို၏ဤနေရာကိုငါလာခြင်းဖြစ်သည်ဟုဆိုလျင်ဗညာနွယ်ကနောက်ကိုကျွန်ုပ်ပတိုးဖြစ်မည်နည်းဟုမေး၏မြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်ကတကုံရဲသို့ကြွားရောက်လာသည်ကိုတကုံမင်းကဖူးမြင်ရသဖြင့်ကြီးညိုသရာပွားများပြီးအချင်းသားများကိုနှုတ်ခဲ့ဘူးသည်ဤမှာအနောက်ရနဂါမှသီလလျှောက်သောဌာနတွင်အသင်မင်းသားသည်ကလျာဏမိတ်ဆွေကောင်းတစ်ပါးတွေ့ရမည်သူသည်ဂောပါလနောက်ကျောင်းသားတစ်ခုဖြစ်ခဲ့ပြီးယဟန်နှစ်ကြိမ်ဖြစ်ခဲ့ဘူးသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်ထိုပုဂ္ဂိုလ်တို့သည်ဗလာယအရက်တွင်ထူးသောစကားသုံးခုကိုပြောမည်ထိုစကားများကိုအသင်မင်းသားပြေဆိုနိုင်လျင်ယာမညာတိုင်းမုံမိုင်း3ရက်ကိုအုပ်စိုးသည့်ဧကရေမင်းဖြစ်ရမည်မချို့ဘူးဆိုပြီးကွဲပြောက်သွားလေ၏ထိုပုဂ္ဂိုလ်၏ခြေရများလှုပ်ရှားသည့်နေရာတွင်မြေပုံတစ်ထောင်ထောင်ထသည်ကိုသာမြင်ရလျင်ပညာနယ်မှာတုံတက်ပြီးကြသိမ်းထလေရင်းသောအခါအချီတော်မတောက်တယောက်သာအပားတွင်ရှိသည်ထို့သောဗညာနယ်ဖြစ်သည်ကိုမြင်ကြသောဂရီရိုက်သူများသည်ဗညာနယ်၏အဖော်များပြောပြကြလေ၏အဖော်များရောက်လာကြပြီးဗညာနယ်ကိုဆင်းထက်တင်ပြီးအိမ်သို့ခေါ်ဆောင်သွားလေ၏အိမ်သို့ရောက်လျင်အဖြစ်အပျက်များကိုအဖော်များကမေးသဖြင့်ပြောပြပြီးဗညာနယ်လည်းအချီတော်မတောက်နှင့်ဆွေးနွေးတိုင်မီမိုးတောက်လျင်ဖျားဆုံးတော်များနှင့်ဗလီနှဆာများကိုအမြောက်အများလှူဒန်း၏ဖျားချီတော်ရင်းနှင့်ငါ့ကိုစကားဆိုတော်သူသည်ဧကနာနတ်ဖြစ်မည်ဟုဗညာနယ်ဆို၏တကုံမင်းအကျဉ်းသားလွတ်သောဌာနသည်အပေဌာနဖြစ်သည်ဟုဗညာနယ်မေး၏ဗလာယရက်သည်ဟုမတောက်ဖြစ်၏ထိုရက်ကိုမင်းသည်လျင်မင်းသွားခြင်းယဟန်နယ်ဖြစ်သောသူပြောမိသောထူသောစကားကိုမှတ်ခဲ့ပါဟုမတောက်ကိုဗညာနယ်ဆိုသည်ဖြင့်ထိုနေ့တွင်ပင်တကုံတို့မတောက်ဆုံစင်းကမုတ်တီရွာတွင်ရနာ၏ထိုမှဆက်လက်သွားသောဗလာယမွေတန်းရွာသို့ရောက်ပြန်၏ဘကိုးမှတညာအိတ်ချ၏မတောက်လဲဈေးတွင်ကြာမြင့်စွာနားနေပြန်၏ထိုအခါရွာသူကြီးတလက်ခွာခရံတစ်ထောင်နှင့်တဘိုးအနိုင်တို့ကြက်တိုက်နေကြ၏ထိုနေရာသို့ဆရာတော်မဟာတာမိတပည့်တာမဏေဗုဒ္ဓညာနာရောက်လာ၏ရှင်တာမဏေကိုမြင်လျင်အဘဲသို့သွားမည်နည်းဟုတလက်ခွာရန်မေးမြန်း၏ငါဆရာဆေ၍ကျောင်းတကာနာသည်ကိုတွားကြည့်မည်ဟုရှင်တာမဏေဆို၏ကျွန်ုပ်တို့နှင့်ကျောင်းတကာမှာချစ်ခင်သောမိတ်ဆွေဖြစ်ကြသည်ယခုကျွန်ုပ်တို့လောင်ကစားကြီးစွာဖြင့်ကြက်တိုက်ကြသည်မှာကြောက်အောင်မည်ဖြစ်၍ကျောင်းတကာနာသည်ကိုတွားမကြည့်နိုင်သေးပါမောင်ရှင်ကြည့်ပြီးပြန်လာလျင်ကျောင်းတကာ၏ယောဂသည်ညံ့သည်ဟုသောအခြေအနေကိုကျို့တို့အားသိပြရစေဟုတလက်ခွာနှင့်တဘိုးတို့ဆိုကြ၏ရှင်သာမဏေလည်းရွာသို့ရောက်ပြီးပြန်ထွက်လာသောကျောင်းတကာအနာဘသို့ရှိသည်ဟုတလက်ခွာခရံနှင့်တဘိုးနိုင်တို့မေးကြ၏မောင်ရှင်ကကျောင်းတကာနာသည်မှာယာဟုဟူ၍လည်းမဟုတ်ယာဟုလည်းမဟုတ်ရှေ့အခရာလည်းမဟုတ်ရှေ့နောက်တနည်းကကျွဲထုံယောက်ျားသည်ကန်သိန်းတော်ရောက်လျင်နှင်းနံကိုလဲမောင်းပြီးတည်းသောစီးကင်းကိုရေချသည်နှင့်တူ၏ဟုရှင်သာမဏေဆို၏ရှင်သာမဏေ၏စကားကိုကြက်တိုက်သူများကြားလျင်ကိုင်းစကားမှာစကားကန်စကားဆန်းဖြစ်သည်ငါတို့နားမလည်သာစကားမှာရှုပ်ထွေးလာသည်ဤစကားမျိုးကိုမြည်သူများမပြောကြဘူးဆို၏ထိုအခါတလခွာကယံကငါသည်ဆရာတော်မဟာတာမိထံမကြအပူးမြော်ရောက်ဖူးသည်ဤတာမဏေဗုဒ္ဓညာနာကိုဆရာတော်အလွန်ချီးမွမ်းသည်မောင်ရှင်ကြီးဂုံကျေးဇူးပညာကြီးလိုက်၏ဟူရကနန်ဗေရင်သုံးပုံကျမ်းပေါင်းစုံတက်မြောက်သည့်ပုဂ္ဂိုလ်ဖြစ်သည်သူစကားကိုသင်တို့နားမလည်၍ရှုပ်ထွေးသည်ဟုသင်တို့ထင်သည်မောင်ရှင်၏စကားသည်အဓိပ္ပာယ်ရှိသည်ကတောက်ရောက်ဆိုသည်ဟုသင်တို့မမှတ်နှင့်ဟုကြက်တိုက်သူများကိုဆိုကြ၏မတော်လဲမောင်ရှင်၏စကားကိုကြား၍စဉ်းစား၏ဗလာယအရက်တွင်ယဟန်နှင့်တပါထူးသောစကားကိုဆိုမည်ဟုဗညာတွင်ငါ့ကိုပြော၏ဤမောင်ရှင်ပင်ဖြစ်မည်ဟုဆို၍မောင်ရှင်၏စကားကိုမှတ်သားပြီးဘကိုးသို့ပြန်လေ၏ရောက်လျင်ဗညာတွင်ကိုပြောပြ၏ထိုစကားကိုဗညာတွင်ကြားပြီးလျင်ရွှေမော်တော်ဘုရားသို့သွား၍ရှိခိုးဝတ်ပြုကငါသည်မင်းဧကရေဖြစ်ရမည်မှန်လျင်ရှင်သာမဏေ၏စကားကိုပြေဆိုနိုင်ပါစေတည်းဟုအဋ္ဌံပြု၏ထို့နောက်ရှင်သာမဏေ၏စကားကိုဖြေဆို၏ယာဟုလည်းမဟုတ်ရှေ့အခရာလည်းမဟုတ်ဆိုလျင်အခရာဖြစ်မည်ကျွဲထုံတို့သဘောသည်လေထွန်ရာတွင်ဖြောင်းဖြောင်းနှင့်ထွန်သောတွတ်ဟုခေါ်သည်ကန်သိန်းနောက်ရောက်သောထုံကိုလှည့်ရန်ဈေးဟုခေါ်သည်ဟိုကြောင့်ဈေးဖြစ်မည်ထို့နောက်စီးကင်းကိုရေချသည်ဆိုသည်မှာဇီးသည့်အခင်းနှင့်တူသောဝါအခရာကိုရေချလိုက်ရင်ဝါဖြစ်သည်အခရာသုံးလုံးပေါင်းသောအစေဝါဖြစ်မည်ဟုဖြေဆိုလေ၏ထိုစကားအတိတ်ပဲအရာကျောင်းတကာအနာမည်သို့ရှိသည်နည်းဟုမေးကြလိုက်ရင်ကျောင်းတကာအနာသည်ယနေ့ကိုမလွန်မီယနေ့ပင်သေပြီဟုဗညာနှင့်ဖြေဆို၏ငါဖြေဆိုသည့်အတိုင်းမှန်ကျောင်းတကာသေသည်မသိသေးကိုတွားကြည့်ခြင်းဟုမတောက်ကိုဗညာနှင့်ဆွေးပြန်၏မတောင်းလဲဗလာယရွာသို့တွားကြည့်ပြန်လာသောကျောင်းတကာအမှန်သေကြောင်းကိုပြောပြ၏ဗညာနှင့်လည်းမိမိ၏ဖြေဆိုချက်မှန်ကန်သဖြင့်အလုံးဝမ်းသာလေ၏နောက်သောတာမဏေဗုဒ္ဓညာနာ၏အကိုဖြစ်သူသည်ရွာသူကြီးတလက်ခွာငါရောက်ထမှကျေးပိဿာ80ယူထားပြီးမယား၏စကားကိုလိုက်နာ၍ထွက်ပြေးလေ၏တလက်ခွာ9ရောက်လဲ
တာဝန်ခံသူတာမဏေဗုဒ္ဓညာနာ၏မိခင်မုံဆိုးမကိုဖတ်ထားလေ၏ထိုသတင်းကိုရှင်သာမဏေကြားလျင်ငါတယောက်လုံးရှိသည်ငါမိကိုသူဖမ်းဆီးယူလာဟုဆို၏ဆရာတော်ကိုချောက်ထား၏ဆရာတော်ကဒီနှစ်တည်တည်ဝလံမသိ၍ငါမှလည်းကုကြည်ရန်ကျေးမရှိကိုရင်ကိုငါအပားမှမခွာစေတော့ပါသို့သောကိုရင်အမိဒုက္ခမှလွတ်ရန်မိတို့ပြုရမည်ကိုကိုရင်အတီဆုံးဖြစ်သည်ငါမိတို့မှပြောရန်မရှိကိုရင်မှာဘိန်းတော်ဟူရာဘေးရင်မျိုးကျွမ်းမျိုးစုံလက်ကျွမ်းထားသည်ဖြစ်၍ကိုရင်စိတ်တဘောအတိုင်းဆုံးဖြတ်ပါလော့ကိုရင်လည်းကျေးဇူးရှင်အမိကိုသာတလခွာထံအစီခံ၍အမိကျေးဇူးဆက်မည်ဆိုသည်ကတင့်လာ၏ဟုဆရာတော်မိန့်ဆို၏ကိုရင်သည်ဆရာတော်အားရှိခိုးပြီးလူထွက်ပြီးအမိကိုသာတလခွန်ကောရောက်ထံအစီခံသဖြင့်မိခင်ဖြစ်သူမှနေရဖြစ်သောဝါကမောရာသို့ပြောင်းလဲရလေ၏တာမဏေဗုဒ္ဓညာနာသည်လူထွက်ပြီးလျင်မင်းကန်စီကိုတွင်လေ၏မင်းကန်စီသည်တလခွန်ကောရောက်အစီခံလျင်နွားကြောင်းရလေ၏မင်းကန်စီသည်ပညာတတ်ဖြစ်သဖြင့်နွားကြောင်းသားများကိုချီးမူးရသူဖြစ်၏များမကြမီပညာနွယ်သည်မတောက်ကိုတကုံဘက်သို့ဆေးလွတ်ပြန်၏ရခင်ကားကဲ့သို့မတောက်ကိုမှာ၏မတောက်လဲဗလာရရွာသို့ရောက်လာရင်ခိတ္တနာနေ၏ထို့နောက်မင်းကန်စီနေသည်ရွာသို့သွား၏ညောင်မင်းအောက်တွင်ကလေးများစကားပြောဆိုနေကြသည်ကိုကြားလိုက်ရင်နားထောင်နေ၏မင်းကန်စီကြားသောနွားတောင်အောင်ပြောသဖြင့်ညောင်မင်းထက်တက်ပြီးပြောသည့်နွားကိုကြည့်၏ညောင်မင်းထက်မှဆင်းလာသောတာလာခွန်ကိုရောက်၏သားကဟဲမင်းကန်စီပြောသည့်နွားကိုမင်းကြည့်၍မြင်သလားဟုမေး၏မင်းကန်စီကပြောသည့်နွားမှာအနီးနေ၍ငါမမြင်အဝေးနေမှငါမြင်သည်တစ်ပင်တက်စဉ်ကငါမမြင်ဆင်းသည့်အခါမှငါမြင်သည်တက်သည့်လမ်းကငါဆင်းမရတခြားလမ်းကဆင်းခဲ့ရသည်ဟုဆို၏ကြားသောကလေးများကမင်းကန်စီဘတို့ဆိုသည်ငါတို့ကိုနားမလဲတာဟုအချင်းချင်းဆိုကြ၏မတောက်လဲဤသူကဗလာရမှစကားထုကိုပြောဘူးသည်ကိုရင်ပင်ဖြစ်မည်တာမဏေမှလူထက်ပြီးနွားကြောင်သားဖြစ်နေပါသူတကားဟုဆို၍မင်းကန်စီစကားကိုကောင်းစွာမှတ်သားကဗညားနွယ်တံပြန်လာလေဘိုးတို့ရောက်လိုက်ရင်မင်းကန်စီစကားကိုဗညားနွယ်အားပြောကြလေ၏ဗညားနွယ်ကြားလိုက်ရင်စိတ်စားဆင်ခြင်လေ၏ပြောသည့်နွားသည်ဂျိုင်တွင်သို့ဆင်းစားသဖြင့်အနီးနေ၍မမြင်အဝေးနေမှမြင်သည်တက်သည့်ကာလကမမြင်ဆင်းသည့်အခါမှမြင်သည်တက်သည့်လမ်းကဆင်းမရတခြားလမ်းကဆင်းခဲ့ရသည်ဆိုသည်မှာထိုအသစ်ပင်နှင့်မွေရင်းတစ်ခုရှိသည်တက်စဉ်ကမမြင်သဖြင့်ကြော်တက်သွားသည်ဆင်းသည့်အခါမွေကိုမြင်သဖြင့်တခြားလမ်းကဆင်းခဲ့ရသည်ထိုအသစ်ပင်နှင့်အခိုင်နှခိုင်ရှိသည်မွေရင်းမရှိသည့်အခိုင်မှဆင်းခဲ့ရသဖြင့်တခြားလမ်းကဆင်းခဲ့ရသည်ဟုဆိုခြင်းဖြစ်မည်ဟုဆို၏ထို့သောဟုတ်မဟုတ်မတော်အားတွားကြည့်စေရဟုတ်မှန်နေကြောင်းကိုသိရသဖြင့်မိမိဖြစ်ဆိုသည့်အတိုင်းမှန်၍ဗညားနွယ်သည်လွန်စွာဝမ်းသာ၏တလာကွန်ကောရောက်ထံတွင်မင်းကန်စီအစေခံနေရသဖြင့်မိခင်ဖြစ်သူမိုးဆိုးမမှာအိမ်မပြောစားမဝင်ပူပင်တော့ခဖြစ်၍စိတ်ဆင်းရဲနေရ၏မိသူနှင့်မှတိုင်ပင်ပေါ်မရှိမင်းကန်စီဥတွေးဖြစ်သောလိပ်ပံချံကြောင့်ဆရာတော်ထံသွားကကုညီရန်တောက်မှန်သဖြင့်ကြေးအချိန်80ရခဲ့၏ထိုအကြေးအချိန်80ကိုတလာခွန်ကောရောက်ထံသွားပေးလျင်မင်းကန်စီနှင့်အစေခံဘဝမှလွတ်ခဲ့၍လွတ်လပ်ရသူဖြစ်ရပြန်၏မင်းကန်စီလည်းဥတွေးဖြစ်သူလိပ်ပံချံကြောင့်ဆရာတော်ထံ၌သင်္ကန်းဝတ်၍နေပြန်၏ထို့နောက်မတောက်ကိုမညားနွယ်ဆေးလွတ်ပြန်၏မတောက်လည်းတန်ခိုက်ရွာသို့ရောက်လာရင်တခြားသူများနှင့်အတူထိုကျောင်းတွင်နားနေလေ၏ဆရာတော်မဟာတာမိသည်တိမ်ဖျားတွင်ဓမ္မစီလဲနေသည်ရှင်သာမဏေဝင်းလာသည်ကိုမြင်လျင်တင်းပိုင်တွင်မြည်သည့်အရာကိုထုတ်ခဲ့သည်ဟုမေးလေ၏ထိုအခါမင်းကန်စီကတပည့်တော်သည်မွန်စကားရှဝနှင့်ကွန်ဟူသောဝါဟာရနှလုံးကိုမြန်မာလိုဆိုသည်ကိုဖတ်ခဲ့ပါသည်ဟုဆို၏ဆရာတော်ကြားလျင်ပြုံး၏တခြားသူများကမောင်ရှင်သည်ဆရာတော်ကိုမလေးမစားမေးသည်ကိုမဆိုပြည့်ရသည့်စကားကိုဆိုသည်ဟုဆို၍မင်းကန်စီကိုအပြစ်တင်ကြ၏မတောက်ကြားလျင်ဆင်ခြင်လေဤသူသည်ဗလာရကမောင်ရှင်ပါတကားယခုတဖန်နွားကြောင်သားဘဝမှရှင်သာမဏေဖြစ်ပြန်မိတကားဟုဆို၍မင်းကန်စီစကားကိုအမှတ်ပြီးဗညားနွယ်ထံပြန်လာလေ၏ဗညားနွယ်ကြားလျင်ဤသို့ဖြစ်ဆို၏မိုးစကားရှဝါကိုမြန်မာကဟင်ဟုခေါ်သည်မိုးစကားကွန်ကိုမြန်မာစကားတာဟုခေါ်သည်ဖြင့်ဝါဟာရနှလုံးပေါင်းလျင်ဟင်းသာဖြစ်သည်ရှင်သာမဏေကပိုက်တွင်ဟင်းသာဖြစ်သည်ငါဖြစ်သည့်အတိုင်းမုတ်ချမှန်ရမည်ရခင်ကနတ်မြတ်တပါငါ့ကိုပြောထားသည်ပုဂ္ဂိုလ်တပါထူးခြားသောစကားသုံးခုကိုဆိုမည်ထိုစကားကိုမှန်အောင်ဖြေဆိုနိုင်ရင်ဧကံမှန်မင်းဖြစ်ရမည်ထိုပုဂ္ဂိုလ်သည်ငါအားနမိတ်ကောင်းပေးသောသူဖြစ်သည်သူ၏အခြေအနေမိသို့ရှိသည်နည်းဟုမတောက်ကိုမေး၏ရှင်သာမဏေသည်ဆင်းရဲညှိုးငယ်သည့်လက္ခဏာရှိသည်ဟုမတောက်ဆို၏ဤသို့ဖြစ်လျင်မိတစ်ခေါက်ပြန်သွားသည်ပကံပိတ်ကောင်းတအုပ်ကိုယူသွား၍နိဗ္ဗာန်ချမ်းကြောင်းဆရာတော်မဟာတာမိအားလက်ဆောင်အဖြစ်သွားဆက်ချေရှင်သာမဏေနှင့်ငါဆွေးနွေးတိုင်ပင်လိုကြောင်းလျှောက်ထားပါအကယ်၍ငွေကြီးလိုသေးလျင်ငါအမိငွေအဲလောထံမှယူပါရှင်သာမဏေကိုရအောင်ခေါ်ခဲ့ဟုဗညားနွယ်ဆို၏ငွေအဲလောထံလည်းစာရေးလိုက်၏မတောက်လဲဗညားနွယ်မှသည့်အတိုင်းနိဗ္ဗာန်ချမ်းကြောင်းဆရာတော်မဟာတာမိထံသွား၍လျှောက်ထားလေ၏ဆရာတော်ကမြည်သည့်ကိစ္စရှိ၍လက်ဆောင်များကိုမင်းသားဗညားနွယ်ကပေးခဲ့ပါသည်ဟုမေး၏ဆရာတော်၏တပည့်ရင်ရှင်ဗုဒ္ဓညာနာနှင့်မင်းသားဗညားနွယ်သည်ဆွေးနွေးတိုင်ပင်လိုခြင်းဖြစ်ပါသည်အကယ်၍ဗုဒ္ဓညာနာအတွက်ပေးချေရန်ငွေကြေးများလိုပါကလည်းပေးခဲ့ရမှာပါသည်ဟုမတောက်ဆို၏ထိုစကားကိုကြားရလျင်ဆရာတော်ကငါတို့ရှင်ဗုဒ္ဓညာနာအားမင်းသားဗညားနွယ်ကတောင်းခံသည်ကိုပင်ငါအလုံးဝမ်းသာလာသည်
ငါသာအသက်20-30အရွယ်သားဖြစ်မှုလူထွက်၍မင်းသားထံကြုံခံလို့သည်အခုငါအသက်48နှစ်ရှိပြီဖြက်လက်သည့်အရွယ်မဟုတ်တော့ပြီအသက်ရှိသမျှဗုဒ္ဓသာသနာတော်ကိုဆောင်ထိန်ပါပြီငါပြုခဲ့သမျှကုသိုလ်များကိုမင်းသားပညာနှင့်အားအမျှပေးပါသည်တာတို့အနုမောဒနာခံယူပါလော့ဤတာမဏိကတခြားသူမဟုတ်ငါအမကြီးသားဖြစ်သည်သူသည်ဂုံကျေးဇူးနှင့်ပြည့်စုံပါပေသည်စာပေကျမ်းခံလွန်စွာတက်မြောက်သည်ဘုသူတပညာဉာဏ်ကြီးသည်စကြဝဠာမင်း၏ဗရမ ्या ရတနာနှင့်တူပါသည်သာသနာဒါယက၏တာတော်ပညာနှင့်ထိုက်တန်ပါပေသည်ဟုဆို၏ထို့နောက်ဗုဒ္ဓဉာဏကိုခေါ်ပြီးဤသို့ဆို၏ယခုစင်ပြူရှင်၏တာတော်ပညာနှင့်သည်မောင်ရှင်နှင့်ဆွေးနွေးတိုင်ပင်တို့ကြောင့်တောင်းဆိုနေသည်မတောင်းနှင့်အတူမောင်ရှင်လိုက်သွားသည်ပညာနှင့်ထံရောက်လျင်မောင်ရှင်သင်ကြားတက်မြောက်ထားသောပညာများကိုမင်းဧကတိနှင့်ထိုက်တင်သမျှသင်ကြားပြီးတော့ဟောရာဒနီနခတ်ဥပကတနာယောဂယတ္တာကာမနကိစာသောကျမ်းတို့၌လာရှိသည့်တို့ကိုမောင်ရှင်တတ်သမျှအကျိုးကျေးဇူးရှိသည့်ထင်သမျှသင်ကြားပေးလော့အထူးသဖြင့်ဥပယ်၄ပါးအတတ်ပညာ၅ပါးဂုဏ်၅ပါးအကျင့်၆ပါးတို့ကိုစေပြူရှင်သားတော်နှင့်တင့်တော်သလောက်ထိုက်တန်သမျှသင်ကြားပေးလော့မောင်ရှင်နှင့်တင့်တော်သမျှကိုလည်းမောင်ရှင်ပြုကျင့်နှလုံးသွင်းလေဟုဆရာတော်မဟာသာမိကမောင်ရှင်ဗုဒ္ဓဉာဏအားမှာကြားလေ၏မောင်ရှင်ဗုဒ္ဓဉာဏလည်းဥဒေဖြစ်သူဆရာတော်မဟာသာမိ၏ဆုံးမဩဝါဒစကားများကိုတသွေးမတိန်မှတ်သား၍ဆရာတော်၏ခြေတော်ရင်းကိုဝတ်ပြုကာမတောင်းနှင့်အတူဘကိုးသို့လိုက်ပါသွား၏ဘကိုးတွင်စောင့်နေသောမင်းသားပညာနှင့်သည်အချီတော်မတော်အားဆင်းလို့၍ဗုဒ္ဓဉာဏကိုခေါ်စေရ၌ဗုဒ္ဓဉာဏကိုရခဲ့မည်တော့မရဘဲနေမည်တော့ဟုတွေးတော့ကပူပင်တော့ကဖြစ်နေသည်ထိုနေ့သည်စနေနေ့ဖြစ်ထိုနေ့ညတွင်အိမ်မက်ယူ၍အိတ်သည်မိုးတောက်ရန်တွင်အိမ်မက်မြင်သည်မှာပညာနှင့်သည်စင်မာတစည်းကိုစီး၍မြို့သို့လှည့်သည်ရင်းတို့နှင့်လည်သွားလာရာတွင်မိမတယောက်အားလဲကြမည်စဲစဲတွင်ပညာနှင့်ကမထားရသည်ထိုခဏတွင်လူတယောက်သည်ဗရမ ्या တစ်လုံးကိုယူလာ၍ပညာနှင့်၏လက်ဝါးပေါ်တွင်လာထည့်၏ပညာနှင့်လည်းဗရမ ्या ကိုဆုတ်ထားရ၏ထို့နောက်လန်တိုးပြီးမိုးတောက်လျင်ခေါ်စာ108ခွက်ဖြင့်အိမ်ခေါမိုးပေါ်တွင်ဗလီနတ်စာကျွေး၏တပေါင်းစနီးနမိတ်များကိုပြပါဟုသူပိနာနတ်ကိုတိုင်တယ်၍ရှ िख ိုးပူဇော်၏နတ်များကိုရှ िख ိုးပြီးနောက်မိမိပညာဖြင့်ဆင်ခြင်၏အိမ်မက်၏အထိပ္ပယ်များကိုထင်လင်းစွာမြင်၏သို့သောအိမ်မက်နမိတ်ကိုဖတ်ကြားရန်ပညာရှိသောသူကိုမပိတ်ခေါ်ဘဲမိမိပညာဖြင့်ဖတ်ကြားပါကအကျိုးမများနိုင်ခံစားရမည့်အကျိုးကျေးဇူးမှလည်းနှောင့်နှေးကြံ့ကြာတတ်သည်ဟုဆိုရိုးရှိသည်ကိုစဉ်းစားမိသဖြင့်ယဟန်လူထွက်ရာဇပရောဟိတ်ဖြစ်သူမင်းဆွဲတလုံးကိုဖိတ်ခေါ်စေပြီးပူဇော်တက်ကာရပြုကာအိမ်မက်နမိတ်ကိုဖတ်ကြားစေ၏မင်းဆွဲတလုံးလည်းပညာနှင့်မအိပ်မီစဉ်းစားပုံနှင့်အိမ်မက်မြင်ပုံများကိုမေးမြန်းပြီးဖြေဆိုသည်မှာမိမတရားကိုမထားရသည်ဟုသောအပြုအမူသည်မောစကားတွင်ပြဝဟုခေါ်သည်ပြဝမှပြဝရီဟုသောတက္ကတနှင့်ပရတုဝေဟုသောပါဠိဖြစ်နိုင်သည်အလိုရှိသောသူရောက်ပြီးနောက်ဟာနာဝရီကိုအသင်မင်းသားမင်းပြုရမည်မချွတ်သည်ဟုနမိတ်ဖတ်လေ၏နမိတ်ကိုကြားရလျင်ဗညာနှင့်သည်အလွန်ဝမ်းသာအားရ၏ရာဇပရောဟိတ်မင်းဆွဲတလုံးကိုပိတ်ကောင်းတုံးအပါဝင်ဆုလက်များစွာချီးမြှင့်၏ထို့နောက်ရာဇပရောဟိတ်မင်းဆွဲတလုံးလည်းပြန်သွားလေ၏ထိုမှ3ရက်မြောက်တွင်နနက်မိုးမတောက်မီမတောက်နှင့်ဗုဒ္ဓဉာဏတို့သည်ဘကိုးသို့ဆက်ရောက်လာကြ၏သူတို့အားပညာနှင့်မြင်ရလျင်ခြေပြည့်လက်ပြည့်ဝမ်းမြောက်ဝမ်းသာ၍စိတ်ပျော်၏အိမ်တွင်သို့ခေါ်ဆောင်ပြီးလျင်ဗုဒ္ဓဉာဏ၏မျက်နှာကိုလက်အင်္ဂါများကိုကြည့်ကကြက်တည်းမင်္ဂလာရှိ၍လူတော်လူကောင်းပိသပါပေသည်ဟုစိတ်တွင်ဆို၏ဗုဒ္ဓဉာဏအားဆုံးကျွေးပြီးလျင်ပြဿနာအတိတ်အနံများကိုစုံလင်စွာဆွေးနွေး၏မေးမြန်းသမျှဓမ္မဝတ်ရာဇဝတ်များကိုဗုဒ္ဓဉာဏကအားလုံးဖြည့်ဆို့နိုင်သည်ဆွေးနွေးတိုင်ပင်ပြီးနောက်ညနေဆောင်တွင်ပညာနှင့်သုံးဆောင်ရန်ထမွေးမဲယူလာကြ၏ထိုအခါဗုဒ္ဓဉာဏ၏မျက်နှာကိုကြည့်၍ပညာနှင့်ရေမောလေ၏ဗုဒ္ဓဉာဏကပညာနှင့်၏ဆန္ဒကိုသိ၍မိဒီကိုလို၍ရေမောပါသည်ဟုပညာနှင့်အားမေး၏မောင်ရှင်းကိုကျွန်ုပ်တို့ကဲ့သို့ဖြစ်စေလို၍ရေမောပြီးကြောင်းပါဟုပညာနှင့်ဖြစ်၏မင်းသားထံပါသို့ရောက်နေပြီဖြစ်၍ကျွန်ုပ်ကိုမင်းသားပိုင်ပါသည်မင်းသားအစီရင်ကိုခံရန်အစဉ်စဉ်ဖြစ်ပါသည်ဟုဗုဒ္ဓဉာဏဆိုလျင်အဝိနီကိုပြည့်၍အဝိဖြူကိုယူလောဟုပညာနှင့်ဆိုပြီးအတော်ကုန်းကိုခေါ်၍ပကန်းဝစ်တစုံယူစေ၏ဗုဒ္ဓဉာဏကိုအဆောင်အနောက်ဘက်သို့ခေါ်ထုတ်သွားစေကလူဝဲလဲစေ၏ဗုဒ္ဓဉာဏသည်လူဝဲလဲပြီးလျင်အဆောင်ထက်တက်၍ပညာနှင့်မတောက်တို့အပါတွင်ဝဲထိုင်၏တလာမေတော်မြင်လျင်ပြုံး၏တခင်မကကျွန်ုပ်တို့နှစ်ယောက်မြည်တို့တော်ဆက်သည်ကိုသိ၍ပြုံးမှတတော်ဟုမောင်ရှင်လူထောက်ကမေး၏ငါမသိပါမင်းဆိုမှငါသိမည်ဟုတလာမေတော်ဆို၏ဤသူကကျွန်ုပ်၏အချီတော်လည်းဖြစ်နောင်တော်ကြီးလည်းဖြစ်သည်မင်းတေဝနှင့်ဘောမုံတို့၏အထက်ဖြစ်သူမင်းတောက်မတောက်ဖြစ်ပါသည်ငယ်စဉ်ကဒုံဝ၌စစ်ပြေးရာတွင်အချင်းချင်းကွဲခေါ်ခဲ့ရသည်ဟုမောင်ရှင်လူထောက်ကဆို၏ငယ်စဉ်ကမင်းနာမည်ဘတုခေါ်သည်ဟုတလာမေတော်မေးမင်းကန်စီဟုဖြေပြီးလျင်ရွှေဖလားအချိန်20အဝတ်တအုပ်တို့ကိုမင်းကန်စီကလက်ဖွဲ့၏
ပညာနယ်သည်ထမင်းစားပြီးနေရင်မိကန်စီနှင့်ဆက်လက်ဆွေးနွေး၏ရခင်ကမတောက်မှတ်ခဲ့ပြီးပညာနယ်ဖြေဆိုထားသောစကားများကိုမိကန်စီအားပြန်မေး၏သုံးကြိမ်စလုံးပြောခဲ့သောမိကန်စီစကားများကိုမတောက်မှတ်ခဲ့သည့်အတိုင်းပညာနယ်ဖြေဆိုခဲ့သည့်အဖြစ်များမှာအားလုံးမှန်ကန်ကြောင်းကိုတလမေတော်ကြားရလျင်အလွန်ဝမ်းသာ၏ထို့နောက်မိကန်စီကရခင်ကကျွန်ုပ်သည်ဟင်းသာဥကိုကပိုက်တွင်ပိုက်ခဲ့ရသည်ယခုဟင်းသာဥကိုပိုက်တော်သူသည်အရှင်၏ကျွန်းလာဖြစ်တော်သည်တို့ဖြစ်၍ရွှေဟင်းသာမြို့ကိုအုပ်စိုးသည့်အာဏာသည်မင်းသားပညာနယ်၏ခြေရင်းသို့ဆက်ရောက်မည်ပေမည်မဟုတ်လောရင်းတို့မိကန်စီပြောသည့်စကားကိုကြားလျင်ပညာနယ်နှင့်တလာမေတော်တို့နှစ်ဦးစလုံးပြိုင်တူရမောကြသည်စိတ်ပျော်ရွှင်ကြသည်မင်းကန်စီကိုရသည့်နေ့မှစပြီးပညာနယ်သည်မင်းကန်စီနှင့်နေ့စဉ်မပြတ်အမှားအမှန်များကိုဆင်ခြင်စဉ်းစားခြင်းဆွေးနွေးတိုင်ပင်ခြင်းပြုနေသည်မင်းကန်စီနှင့်တတ်ထားသည့်ပညာများကိုပညာနယ်အားတစိစိသင်ပေးသည်တို့နှင့်နေလာခဲ့ရာများမကြမီဆင်ဖြူရှင်ပညာဦး၏ပါဇက်အနာမှာတဲလာသည်ညီလာခံသို့လည်းမထွက်နိုင်ရှိတော့သည်တနေ့တွင်မဟာဒေဝီကသူကောင်းဖြစ်လို့ဒီလိုလည်းဆိုသည်စူးညောင်းနှင့်အကာရံများကိုမတုတ်တင်မရှင်းလင်းတတ်လျင်သူကောင်းဖြစ်နိုင်မည်တော့ဟုတမိန်မယူကိုပြော၏ထိုစကားကိုဘောငံမုံကြားလျင်ပညာနယ်ထံဆင်း၍ပြောပြလေ၏နောက်တော့ဆင်ဖြူရှင်လည်းညီလာခံသို့မထွက်နိုင်သည်မှာကြာလှပြီဖြစ်သဖြင့်ကိစ္စပြုလုပ်ရန်အတွက်မန်းနဲ့ကနာကြီးဆောက်လုပ်ရန်အမတ်ကြီးတမိန်စီပြဲအားအမိန်ပေးလေ၏နတ်ပွဲသပင်ကိုတနေ့နှင့်တညမြကြအောင်ကားကြရမည်ဖြစ်သည်နကနာပွဲသို့တက်ရောက်ကြသူများမှာအမတော်မဟာဒေဝီသမီးတော်တလမေတီမင်းသားမင်းသမီးတမတ်တော်ဆွေတော်မျိုးတော်အမတ်သေနာပတိစစ်ဘိုလ်ကြီးကံများကတော်ဆိုးမင်းများဖြစ်ကြသည်နတ်ပွဲကသည့်ညကာလာရောက်လည်းရင်တမိန်စိတ်ပြဲကကြီးညာချက်တည်းရထုတ်ပြန်နေသည်ဆင်ဖြူရှင်ကကျွန်တော်အားတာဝန်ပေးချက်အရာဤနတ်ပွဲသပင်ကိုကျင်းပခြင်းဖြစ်သည်ဤနတ်ပွဲသပင်သို့ဆင်ဖြူရှင်၏သားတော်တမတ်တော်သမီးတော်အမတော်အမတ်သေနာပတိစစ်ဘိုလ်ကြီးကံများကတော်ဆိုးမင်းများစုံကြီးစွာတက်ရောက်ကြသည်ဖြစ်၍ညမှောင်သည့်အခါတောက်စားမှုရခြင်းအချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းစီကံမယိုသေးခြင်းစသည့်တို့ကိုမြည်သူများမပြုလုပ်ကြပါနှင့်ဤနဘွဲသပင်ကြီးအောင်မြင်ရန်ကိစ္စမှာဆင်ဖြူရှင်ကအဖိုးကြီးဖြစ်သူကျွန်ုပ်တဦးတည်းကိုသာတာဝန်ပေးထားခြင်းဖြစ်သည်သုံးဖြစ်ပါ၍အနှောက်အယှက်များပေါ်ပေါက်ပါကဖယ်ရှားပြည့်ရန်မန္တကနာပတ်တယ်တို့၌ကျွန်ုပ်၏ကြုံများကိုလက်နက်စုံကြီးစွာဖြင့်အဆောင်အရှောက်ချထားပါသည်နဘွဲသပင်ကိုအောင်မြင်သည့်အထိကားကြစေလိုပါကြောင်းဟူ၍ဖြစ်နေ၏ရင်းတို့တမိန်စိပြဲ၏ကြုံများလက်နက်ဖြင့်စောင့်ရှောက်နေတော်လဲတမိန်မယူ၏ကျွန်း၃ယောက်တို့သည်ဓာရှိကန်ဆောင်ကညှိနှက်ခြင်းကြလျင်မန္တကနာနီးရှိဝင်းချံတကားတွင်နာရောက်ပုံးကွယ်နေကြသည်၎င်းတို့သည်ပညာနယ်ကိုတိုက်ရန်စောင့်နေကြခြင်းဖြစ်၏၎င်းတို့ကိုတမိန်စိပြဲ၏ကြုံများမြင်လျင်တမိန်စိပြဲကိုတင်လျှောက်ကြသည်တမိန်စိပြဲကသူတို့၏ဓာရှိတွေကိုသိမ်းယူပြီးလူကိုဖမ်းချုပ်ထားလိုက်ပါဟုအမိန်ပေးသဖြင့်အမိန်အတိုင်းပြုလုပ်ကြလေ၏ရင်းအချိန်တွင်နတ်ပွဲသပင်မှာမြိုင်မြိုင်ဆိုင်ဆိုင်ကားလျက်ရှိသည်တမိန်စိပြဲ၏သမီးတော်မိခရမုတ်နှင့်မိချွန်ဖြိုးတို့သူသောညီမနှစ်ယောက်သည်ဝင်ကားကြသည်၎င်းတို့ကသည်ကိုပညာနယ်မြင်လျင်ထ၍လင်းကွင်းတီးသည်ထို့နောက်ထမိန်နှစ်တဲရင်နှန်းတန်စာနှစ်ခုလက်စွပ်နှစ်ကွင်း၎င်းတို့ကိုပညာနယ်စုပေးသည်ထိုအချင်းအရာကိုတမိန်စိတ်ပြဲမြင်လျင်မိမိသမီးတော်များကိုပညာနယ်စိတ်ဝင်စားသည်ကြိုက်နှစ်သက်သည်ဟုနှလုံးသွင်း၍အလုံးဝမ်းသာ၏ရင်းတို့နတ်ပွဲကိုအစဉ်နှွဲကြစဉ်မင်းပေါင်းတို့မှာရစ်ရွှေကြီးကိုပျော်ရွှင်စွာတောက်စားကြသည်အတော်အတန်မူရစ်ကြလေသောမဟာဒေဝီနှင့်တမိန်မယူတို့အချင်းချင်းမျက်စိမျက်နှာပေးကြ၏ထိုအပြုအမူကိုတလမေတီရီမြင်လျင်မျက်စိမျက်နှာမတာမယာဖြစ်ရသည်တလမေတီရီမျက်နှာမလားသည်ကိုတလမေတော်ဆွေတော်မျိုးတော်များအမတ်ဒေနာပတိများအားလုံးမြင်ကြသည်ရင်းတို့နတ်ကချင်းရစ်ရွှေကြီးကိုတောက်စားကြရာတမတ်တော်တမိန်မယူကညောင်းရသည်ဟုဆို၍ခြေဆန့်သည်ပညာနယ်အားခိုက်ပြီးသည်ပညာနယ်ကပြည်တို့များမဆိုဖေကွဲနောင်တော်ဖြစ်သူမညီကံကောင်းမြင်လျင်ဤပြုမှုကိုပညာနယ်သာတီးခံပေသည်ငါဖြစ်ပါကတီးခံနိုင်ရုံလားဟုဆို၍ထိုအခါဗယုတ်ပရက်ဖြစ်လာ၏မဟာဒေဝီကတမိန်ပယူဘက်ဝင်စား၍မညီကံကောင်းကိုများစွာဖိပြောသည်ကတုတ်ကရဲ့ဗယုတ်ပရက်ဖြစ်အောင်နေမဲပြောသည်မညီကံကောင်းအားမဟာဒေဝီကအပြစ်ပြောစဉ်တမိန်စိတ်ပြဲကဝင်၍ဆို၏အရှင်ဤတမတ်တော်နှင့်တူတော်တို့ကျွန်ုပ်ပွဲကိုလာပြီးအငင်းခုန်ဖြစ်ကြသည်မှာအဖိုးကြီးဖြစ်သူကျွန်ုပ်အဖို့မိတို့များဆိုရန်မထိုက်တန်ပါပေတမတ်တော်နှင့်တူတော်တို့သည်ဤသို့စကားများအသည်မှာကျွန်ုပ်အပြစ်သာဖြစ်ပါသည်မောင်တော်နှစ်ဦးစလုံးကိုကျွန်ုပ်တောင်းပန်ပါသည်တော်ကြပါဦးဆိုလျင်မဟာဒေဝီထပြန်လေ၏တမိန်မယူလည်းထပြန်လေ၏သူတို့ထပြန်သည်ကိုမြင်လျင်ပညာနယ်လည်းထပြန်ပြီးပြုရာတမိန်စိတ်ပြဲကမပြန်စီပဲဆွတ်ထားသည်အမတ်သေနာပတိများပြန်ကုန်ကပညာနယ်ကိုတမိန်စိတ်ပြဲတွဲထုတ်၏မန်းနဲ့ကနာပြင်ဘက်ရောက်သောတမိန်စိတ်ပြဲကတမိန်မယူကြုံများသည့်ဓာရှိန်ကိုင်ဆောင်လျက်ဤနေရာ၌လာရောက်ပုံကွက်ကြသည်ကျွန်ုပ်ကျွန်တွေကသူတို့၏ဓာရှိန်များကိုတင်စီပြီးလူကိုဖမ်းချုပ်ထားသည်ဤသို့သူတို့ကကျွန်ုပ်အားပြုမှုနေသည်ကိုပညာနယ်စိတ်တွင်မြည်သို့ထင်သည်ဟုကြောက်တိုင်ကြီးတစ်ဖွဲ့ကျွန်ုပ်အဖိုးကြီးတယောက်လုံးရှိသည်ကိုပင်သူတို့မညမတရင်းတို့ပြုမှုထိုက်ပါသလားဟု၍သူတို့မစင်စားကြကျွန်ုပ်၏သဘောတွင်ပညာနယ်အားရှောင်ဖွယ်နေသေးလိုသည်ဟုဆိုသည်ကိုကြားလျက်ပညာနယ်ဥညိတ်ထို့နောက်ဒူဆဲနေပြီဖြစ်၍ပညာနယ်လည်းအိမ်ပြန်လေ၏
မနက်မိုးတောက်လျင်မညီကန်ကောင်းသည်လက်ဆောင်ပဏာများပြင်ဆင်ပြီးဆင်ဖြူရှင်၏ခြေတော်ရင်းသို့ဝင်၍ကြော့လေ၏ဆင်ဖြူရှင်ကပဇာအကြောင်းရှိ၍ငါခြေတော်ရင်းကိုဝင်ကြော့သည်ဟုမေးလျင်ကျွန်တော်မျိုးတရားမျိုးသို့ဆင်းသွားတော်မူဟုဖြေကငိုယိုလေ၏အဘဲကြောင့်ငိုယိုပါသည်ဟုမေးလျင်ရွှေမော်တော်တတ်တော်သည်တကိုးကြီး၍ကြော်စောသည်ရှ िख ိုးလိုသည်ဖရာတတ်တော်ကိုမရှိခိုးရအရှင်မင်းကြီးမရှိသည့်တနေ့တွင်ခယူကနန်းကျစ္စာများကိုကျွန်တော်မျိုးအားသူတို့ရှိခိုးစေမည်ရှိခိုးလိုသည့်မွေတော်ကိုမရှိခိုးရထို့ကြောင့်ငိုယိုရပါသည်ဟုဆိုသည်ကိုသူရှင်ကြားလိုက်ရင်ငါစိတ်နှလုံးကိုပူပင်အောင်မင်းမဆိုပါနဲ့မင်းတို့မောင်နှမ3ယောက်အနက်မင်းကိုတာလို့၍ငါချစ်သည်ဟုဗညာဦးမိတ်မညီကန်ကောင်းလဲဗညာဦးကိုဝတ်ပြုပြီးလျင်ဒလားမျိုးသို့ထောက်ခါသားလေ၏မညီကန်ကောင်းပြောသောစကားကိုမဟာဒေဝီကြားရလျင်စိတ်မကောင်းဖြစ်နေသည်တမိန်မယူနှင့်တိုင်ပင်ဆွေးနေသည်တမိန်မယူကိုယ်တိုင်ဗညာနဲ့ထံသွား၍ကြော့စီလိုသောဆန္ဒရှိကြောင်းမဟာဒေဝီဆို၏တမိန်မယူလဲတင့်တော်ကောင်းမှုသည်ဟုဆိုသည်ဖြင့်မဟာဒေဝီတမိန်မယူနှင့်တရမေတီတီတို့သုံးဦးသည်၎င်းညနေဆောင်တွင်ဗညာနှင့်အိမ်သို့သွားကြလေ၏ကြော့ရန်ရွှေဖလားခွက်30ပိတ်ကောင်း2အုပ်ရွှေတစောင်းနိုင်ပန်းပေါပေါတို့လည်းယူဆောင်သွား၏ဗညာနဲ့လည်းသူတို့သုံးဦးလာသည်ကိုမြင်လျင်တားငယ်ဘောလောကျန်းတော်ကိုချီကာကြိုနှင့်၏တရမေတော်လည်းနောက်မှကြို၏စင်ကောအပ်သို့ရောက်လျင်တားငယ်ကိုတရမေတော်အားပေး၍ဗညာနယ်သည်ပစစ်တုတ်လျက်မဟာဒေဝီကိုလက်လန်းသည်မဟာဒေဝီသည်ရှေ့မှဝင်ကတရမေတော်လက်မှကလေးငယ်ကိုချီယူသည်အိမ်တွင်သို့အားလုံးဝင်၍ထိုင်မိကြသောအခါဗညာနယ်အားမဟာဒေဝီဆို၏ယခုငါလာသည်မှာအခြားကိစ္စမဟုတ်ပါယမန်နေ့ညကမောင်းရောက်ဖတော်တမိန်မယူမှတောက်စားမှု၍သဖြင့်ခြေဆက်ရွာလင်မောင်းကိုထိပါမိပါသည်အရင်ပြေတော်မှပြမမိချောင်းကိုသိရပြီးမောင်းကိုလာကြော့လိုသည်ဟုငါကိုပူဇော်တောင်းပန်သဖြင့်မောင်းအမတာလာမေတီနှင့်ရောက်ဖတော်တမိန်မယူတို့ကိုငါခေါ်လာခြင်းဖြစ်သည်ဟုဆို၏ဗညာနယ်ကတောက်စားမှု၍သဖြင့်ဖြစ်တတ်ခြင်းကိုကျွန်တော်အပြစ်မထားပါပူဇော်ကြော့ခိုင်ရန်ကျွန်တော်မလိုလားပါရောက်ဖတော်ရည်သည့်အခါလည်းရှိမည်ကျွန်တော်ရည်သည့်အခါလည်းရှိမည်ပူဇော်ကြော့ပွဲပစ္စည်းများကိုကျွန်တော်စားရန်ထိုက်တင်ပါသလားဟုဗညာနယ်ဆိုလျင်မဟာဒေဝီကမောင်ကြော့ခံပါသလားမောင်ရောက်ဖတာနေတာမီမောင်ကြော့မခံလျင်မောင်အမျက်မပြေမောင်စိတ်မကြည်ဟုယူဆ၍မောင်ရောက်ဖတော်အနေခတ်လိမ့်မည်ဟုဆိုသည်ဖြင့်ကြော့ပွဲပစ္စည်းများကိုဗညာနယ်လက်ခံယူလိုက်သည်မဟာဒေဝီလည်းမောင်နှင့်မောင်ရောက်ဖတော်တို့စိတ်ကြည်အေးကြသည်ဖြင့်ငါဝမ်းသာ၍မဆုံးပါဘူးဆို၏အလာပါတလာပါစကားများပြောဆိုကြ၏မဟာဒေဝီလည်းဘောလုံးကျတော်ကိုပိုက်ချီကစားပြီးနောက်ပြန်လေ၏တမိန်မယူနှင့်တလမေတီတီတို့လည်းလိုက်ပြန်ကြ၏ဗညာနယ်သည်မေကန်စီဘောမုံမတောက်တို့နှင့်ဆွေးနွေးတိုင်ပေ၏ဤပုဂ္ဂိုလ်သည်စွန်းသွမ်းကြမ်းကြုတ်သောအစိတ်ရှိသည်ယခုလူကောင်းရောင်ဆောင်နေသည်နောင်ငါတို့နားမျက်စိပြတ်အောင်ပြုလိမ့်မည်အခွင့်သာလျင်ငါတို့အားကြီးနေသောဘေးရန်တွေပြုလိမ့်မည်ဟုဆိုကြ၏ရင်းတို့နေခဲ့ရာတနေ့တွင်တမိန်မယူကဗရာပိုင်းပတော်တွင်တောကသားထွက်ရန်ဗညာနယ်အားခေါ်လေ၏ငါနေမကောင်း၏ရောက်ပါသာသွားပါနောက်မှငါသွားမည်ဟုဗညာနယ်ဆို၏ထို့နောက်တမိန်စိပြဲကငါတို့အားသင်ခေါ်သည်မှာမတူတူရှုပ်ချက်ခတ်လာသည်အကြီးတော်မဟာဒေဝီကတမိန်မယူကိုနှိုးဆော်၍ဗညာနယ်ကိုပြမှားမိကြသည်တောကစားသွားခြင်းသည်အသွားပြောအပြန်ပြောမှသွားတင်သည်အပြစ်မကင်းသည့်သွားခြင်းကိုရှောင်ရှားရမည်အသင်မင်းသားအကြံစီမြဲမြံပါစေဟုဗညာနယ်ကိုတတိပေးလေ၏တစ်ဖက်တွင်လည်းမဟာဒေဝီကလည်းငါတို့အပြုအမူအကြံစီကိုသူတို့ရိတ်စားမိပြီဟုငါတင်သည်ဒလာစားမညီကန်ကောင်းလည်းစကားလိန်တရက်ပြောသွားသည်ဟုတမိန်မယူအားပြောသည်မညီကန်ကောင်းလည်းဒလာသို့ရောက်ပြီးနောက်ဗညာနယ်ထံတဝန်လာတစ်စောင်းရောက်ပို့လာ၏တကုံတို့သာဗညာနယ်ခွာခဲ့ပါရှေ့ဆက်လုပ်ရန်ငါတာဝန်ထားပါဟုပါရှိသည်မညီကန်ကောင်း၏အမှားသားကိုရပြီးဗညာနယ်လည်းမင်းကန်စီကိုခေါ်၍တိုင်မေ၏ငါတို့ပဇာရက်သို့ခွာတော့တင့်မီမုဒ္ဓမကူလျင်တင့်မီလောပသိမ်သွားလျင်တင့်မီလောတကုံ၌သာတင့်မီလောဟုမင်းကန်စီကိုဗညာနယ်ကမေး၏ဘကိုးမျိုးဆောင်နှများကိုမေးအောင်မည်ရှေးမင်းဧကလေးတို့စီရင်ထုံးရှိသည်ဟုမင်းကန်စီဆို၏ရှေးမင်းဧကလေးတို့၏စီရင်ထုံးဆိုသည်မှာမြည်သူနည်းဟုဗညာနယ်မေးပြန်၏ခြေပြတထွာပတ်လည်ကိုယူပြီးနန်းအခရာအင်းများချရမည်ဂျိုးကိုးပါးကိုပူဇော်ရမည်မြို့တကားတိုင်းတွင်ခေါ်ခွက်108ခွက်စီပူဇော်ရမည်မင်းကစီပြောသည့်အတိုင်းပူဇော်တက္ကရာပြုတ်ပေါ်ရများကိုအားလုံးပြုလုပ်ပြီးသောအခါမိုးချုပ်၍ခလေးအိတ်ချိန်ကြလျင်ဗညာနှင့်မင်းကစီနှင့်ဘောမုံတို့3ယောက်တို့သည်တပေါင်းစနီးနာရန်ထွက်သွားကြလေ၏ဤသချင်းတန်ကိုကြားရလျင်ဗညာနှင့်မေးသည်ဖြင့်မင်းကစီကကျွန်ုပ်တို့တပေါင်းစနီးနာခဲ့သည့်တပါး6ပေါက်စလုံးတွင်လက်များကကျွန်ုပ်တို့အားတကုံတို့ဆင်းသွားရန်ညွှန်ပါသည်အစမှအဆုံးအထိတကုံတို့အားလုံးညွှန်သည်တို့ဖြစ်သည်ဖြင့်တကုံမျိုးကိုအမြန်ရောက်ဖို့သာကြံစီအားထုတ်ကြပါစို့ဟုဆိုလေ၏ထို့နောက်အိမ်ပြန်၍အိတ်ကြလေ၏မိုးတောက်သောအချင်းချင်းတိုင်ပင်ဆွေးနွေးကြပြန်သည်ငါတို့ပတုတ်စင်များရမည်နီလူများကိုပတုတ်ရမည်နီဟုဗညာနှင့်မေးစင်ကဲများအနက်မတနာနှင့်မမွန်လောက်တို့မှအကြီးမှုဖြစ်ကြသည်ဟုဆိုသည်ဖြင့်စင်ကဲမမွန်လောက်ကိုခေါ်စေ၏စင်ကဲမမွန်လောက်ရောက်သောအခါဗညာနှင့်ကမျိုးရင်း၌မထားဘဲမျိုးပြင်မှထားသည့်အဆွဲကောင်းတိုက်စင်မိများရှိသည်နည်းဟုမေး၏ယခုအရှင်မင်းသားမေးသည်မှာမတူတရှုကျွန်တော်မျိုးတန်တရားရှိသည့်အဖြစ်မှန်ကိုဟုတ်တိုင်းမှုန်ကြားပါတော့အရှင်မင်းသားအတွက်ကျွန်တော်အသက်ပေး၍အမှုတော်ကိုဆောင်ရွက်ပါမည်ဟုမမွန်လောက်ဆို၏မင်းနဲ့ကတစ္ဆာပြုပြီးမှဟုတ်တိုင်းမှန်ရာကိုငါပြောမိငါရင်ဘတ်သွေးကိုမင်းတောက်ပြီးမင်းရင်ဘတ်သွေးကိုငါတောက်မိဟုဗညာနှင့်ဆို၏
အရှင်မင်းသား၏တစ္ဆာကိုခံပါမည်ဟုမမွန်လောက်ဆိုပြီးသွေးတောက်တစ္ဆာပြုကြသည်ထို့နောက်စင်ကဲမမွန်လောက်ကိုပညာတက်ကဆုလက်များစွာပေးသည်စင်ကဲလည်းစင်ကောင်း၅သည့်ရှိသည်အတရောင်နှင့်ပဆွဲလက်မှန်နှစ်စီးမှာအရွယ်ပြိုသဖြင့်ကိုယ်လုံးငယ်သို့လည်းအကျွန်ုပ်စီး၍တက်ရသော6000စင်ကိုဝေ့ဝုံသည်ကျွန်ုပ်မကြောက်အတူရိယတစည်းနှင့်စင်ကြီးအိမ်မခေါ်တော့အိတ်ကလကုကိုစုစုပေါင်း၅သည့်ရှိ၏ဤစင်၅သည့်တို့၏ဦးစီးများမှာကျွန်ုပ်တို့၏ဆွေသားမျိုးသားကြီးဖြစ်သည်တချို့ကညီတချို့ကတူတချို့ကတမတ်ဖြစ်သည်ကျွန်ုပ်စကားကိုသူတို့ဝန်ဆန်မိသူများမဟုတ်သူတို့ကိုတစ္ဆာပြုစေမည်သူတို့အတွက်ပေးကမ်းရန်လက်ဆောင်ပစ္စည်းများပေးသနာပါသူတို့တန်ကျွန်ုပ်ဆင်းသွားမည်ဟုဆိုလေ၏ထို့နောက်ထိုက်တဲ့သမျှရွှေငွေပစိုးအဝယ်များကိုစင်ကဲမမွန်လောက်အားထုတ်ပေးသည်စင်ကဲမမွန်လောက်လည်းအဆိုပါစင်ဦးစီး၅ဦးတို့ထံသွား၍တစ္ဆာရိပ်တိုက်၎င်းတို့အားလက်ဆောင်ပစ္စည်းများပေးကမ်းပြီးပညာထံပြန်လာ၏စင်ဦးစီး၅ဦးတို့ကိုကျွန်ုပ်တစ္ဆာရိပ်တိုက်ထားပြီးအရှင်သာခွာတော်မူလျင်စင်မာကြီးဇွန်ကောလဒလာဝါငဲတို့ကိုလည်းကျွန်ုပ်ဝင်ယူပေးပါအောင်မည်ဟုစင်ကဲမမွန်လောက်တင်လျှောက်သဖြင့်ပညာနယ်အလုံးဝါသာအားရလေ၏ထို့နောက်ပညာနယ်မင်းကန်စီနှင့်ဘောမုံတို့သည်ဆွေးနွေးတိုင်ပင်ကြ၏ယခုငါတို့ဆင်များကိုရပြီလူကောင်းများကိုမြည်လို့ရမည်နီပဲခူးမြို့တွင်ရှိမူသားပတ်သားများကိုစုဆောင်းခေါ်ယူပါကတရင်ပေါက်ကြွားနေမည်ပဲခူးတော်ရင်သားလေပင်သားကျေးလက်ရှိလူမာလူဆွမ်းလက်ဖြောင်းသူများကိုငါတို့ပတိုးရနိုင်မည်နီဟုပညာနယ်မေး၏ကျွန်ုပ်သွားလျင်ရပါမည်ဟုဘောမုံဆိုသည်ဖြင့်ဘောမုံကိုရွှေငွေပစိုးအဝယ်များပေး၍လူစွမ်းကောင်းလက်ဖြောင်းသမားများကိုစုဆောင်းရှာဖွေစေသည်ဘောမုံလည်းတောလက်ကြီးရွာများသို့ထွက်ခွာသွားလေ၏ဆယ်ရက်ကကြာလက်သောဘောမုံအားပဲခူးသို့ပြန်လာသည်ကိုမဟာဒေဝီမြင်လည်းနေဘယ်သို့သွားနေသည်နည်းနင်းကငါမမြင်သည်မှာကြာလာပြီဟုမေးကျွန်တော်မျိုးသည်ဝါတနောရွာသို့သွား၍မိကြီးများမမကြမ်းဖြစ်နေသည့်တရင်ကိုတွားရောက်မေးမြန်းနေပါသည်ဟုဘောမုံဆို၏နေလမ်းမလိုက်နေသည်နေအသွားမတူတရှုဟုမဟာဒေဝီမြည်နှူ၏ဘောမုံလည်းပညာတန်ရောက်လျင်ကျွန်ုပ်ပဲခူးကျင်းလက်နှင့်ပသိမ်နယ်ဘက်သို့ထွက်ခဲ့သည်မှာလူစွမ်းကောင်းလက်ဖြောင်းသမား30ရခဲ့ပါသည်ကျွန်ုပ်ပြန်လာသည်ကိုတွေ့၍အရှင်သား၏အကြီးတော်မဟာဒေဝီကအပြစ်ဆိုသည်နေချေလန်းမှားလေသည်နေအသွားမတူတရှုဟုဆိုပါသည်ကျွန်ုပ်မှာပပဲသမားနှင့်တူနေသည်ပပဲသမားဟုသည်မိမှုသည်ဟုဆို၍ရှောင်ရှားရမည်မဟုတ်မည်ဟုတင်လျှောက်၏မင်းလူ30နှင့်ငါမြည်သို့တွေ့ရမည်ဟုပညာအမေ၏လဲစကြသောအရှင်သားတောစားထဟန်ပြုပါအချိန်တန်လျင်ကျေးလက်တွင်လေပင်သား30တို့ကိုချင်းဆိုတွေ့ဆုံနေပါသည်ဟုမိကန်စီအဆိုပြု၏အကိုစကားသိမ့်လှသည်သူတို့နှင့်တွေ့မှမှားပေါ်ကိစ္စများအားလုံးကိုမှားထားနိုင်သည်ဟုပညာနယ်ဆိုပြီးလဲစကြသောတောကစားထွက်ရန်ပြင်ဆင်လေ၏ထို့နောက်ပညာနယ်သည်ရောက်ပါတော့တမိန်မယူထံသွား၏ခေါ်၏ရောက်ပါနှင့်ကတမိန်တရေရှာတောကစားထွက်ရအောင်ငါလားခေါ်သည်လဲတကြတော်တွင်တမိန်တရေပေါ်သည်ဟုငါလူတွေပြောသည်ရင်းတို့ပညာနယ်ခေါ်စဉ်မဟာဒေဝီလည်းရှိထိုအခါတမိန်မယူကပညာနယ်သာသွားပါငါမသွားနိုင်သေးပါအကယ်၍အသားတွေရခဲ့လျင်ငါတို့ကိုလည်းမျှပါဟုဆို၏ရောက်ပါမသွားပြင်းလျင်ရောက်ပါစဉ်အိတာပလဲကိုငှားပါရောက်ပါကျွန်း9ယောက်ကိုလည်းထည့်လိုက်ပါဟုပညာနယ်ဆို၏တမိန်မယူလည်းရပါသည်ခေါ်ပါစင်လည်းယူပါဟုဆိုသည်ဖြင့်မယူကျွန်း9ယောက်တို့ကိုခေါ်၍မယူ၏စင်ကိုပညာနယ်စီကတောကစားထွက်နေ၏ညနေဆောင်တွင်ပြန်လာပြီးရခဲ့သောတမိန်တရေသားများကိုတမိန်မယူကိုလည်းကောင်းမဟာဒေဝီကို၎င်းမျှ၍ပို့ဆက်စေ၏ရင်းတို့3ရက်တစ်ကြိမ်4ရက်တစ်ကြိမ်ပညာနယ်တောကစားထွက်သည်မိမိအကြံစီကိုတမိန်မယူနှင့်မဟာဒေဝီတို့မရိပ်မိစေရန်ပရိယေလုပ်ခြင်းဖြစ်သည်မဟာဒေဝီနှင့်တမိန်မယူတို့လည်းပညာနယ်၏ပရိယေကိုလုံးဝမသိရှာကြပေလင်းကားကောင်းများတောကစားထွက်သောတနေ့တွင်လေပြင်းသားလူစွမ်းကောင်း30တို့ကိုတယော်လင်ကျောင်းတွင်စောင့်နေရန်ဘောမွန်အားဆေလို့၍ချင်းဆိုလိုက်၏ချင်းဆိုသည့်နေ့တွင်ပညာနယ်လည်းရခိုင်အတိုင်းတောကစားဟန်ထွက်နေ၏သို့သောတမိန်မယူကျွန်တို့ကိုမခေါ်တော့ပေချင်းချက်ပြုထားသောတယော်လင်ကျောင်းသို့ပညာနယ်ရောက်လျင်စောင့်နေသောလူစွမ်းလူမ30နှင့်တွေ့ဆုံဆွေးနွေးသည်ရဲဘော်3ကျိတ်စလုံးကိုပညာနယ်တစ္ဆာရင်တိုက်၏ရဲဘော်များအားလုံးတစ္ဆာပြုပြီးသော၎င်းတို့အားပညာနယ်အားလက်ဆောင်ပစ္စည်းများစွာပေးကမ်းချင်းမြင့်လိုက်သည်ဘောဒနိုင်ကောမအားလို့ဒိုးရဲကလူတရားစုပေမည်ဟုတာဝန်ယူ၏မင်းကလန်ကြိုက်ကျဲကလည်းလူတရားစုပေရန်တာဝန်ယူ၏ရဲဘော်3ကျိတ်စလုံးအသီးသီးစုပေမည်လူပေါင်းမှ600ကျော်ဖြစ်လေသည်ထို့နောက်ပညာနယ်ကလာမည့်ကစုံလ6ရက်နေ့မှာမင်းတို့အားလုံးဤတယော်လင်ကျောင်းအရောက်လာပြီးစောင့်လက်ကြကုန်ဟုချင်းချက်ပြုပြီးပြန်လေ၏ရဲဘော်များလည်းပြန်ကြလေ၏ပညာနယ်သည်တမိန်မယူတန်တရားဖြစ်မည်ဆို၍၎င်းထံသွားတက်သည်ယခုတစ်ချိန်ပင်မစွာတမိန်လိုက်တော်လည်းမရခဲ့ပါလက်ကုံချီကောင်တောကစားခဲ့သည်မှာအလာဟတ်ဖြစ်ရသည်ဟုရောက်ပါတော့တမိန်မယူကိုလှည့်စား၍ပြော၏ပညာနယ်ပြန်ပြီးတော့တမိန်မယူနှင့်မဟာဒေဝီတို့ဆွေးနွေးကြ၏ထိုအခါမဟာဒေဝီကတမိန်မယူ၏နားနှင့်ကက်ကက်၍ပညာနယ်ကိုမင်းဖမ်းမိအကြံမှာကြာလေကြော်ကြားနေဖြစ်သည်အမတ်ကြီးတမိန်စိတ်ပြန်းကလည်းပညာနယ်နှင့်ငါတို့အကြားတွင်အမြဲပင်ခုံချောနေသည်ငါတို့အားနှိမ့်ချပြောနေသည်ဘောငယ်မုံလည်းပညာနယ်ထံဆင်း၍တရင်ပို့နေသည်ဟုနှစ်ကိုကြားတိုးတိုးဆို၏အမတ်ကြီးတမိန်စိတ်ပြန်းကလည်းတိတ်တဆိတ်လူမသိအောင်ပညာနယ်ထံစကားပို့လာ၏မဟာဒေဝီနှင့်တမိန်မယူတို့သည်ယောက်ကမနှင့်တမတ်တို့၏ကျင့်ဝတ်မဟုတ်ဘဲနားပါအပ်၍တီးတိုးဆိုကြသည်အရှင်သားတော်ကိုဖား၍တောက်ကြံမီစီရင်နေသည်တမိန်စိတ်ပြဲ၏အမှားစကားကိုပညာနယ်ကြားရလျင်လူယုံတရှိုးဖြစ်သူဘောမုံကိုရဲဘော်3ကျိတ်တို့ရှိရာဆွတ်သေးလို့လိုက်၏
ပရောဟိတ်မင်းစွမ်းတနုံကိုလည်း၎င်းညတွင်ပညာနွယ်ခေါ်၍တိုင်ပင်နေ၏မင်းစွမ်းတနုံကယခုခမည်းတော်ဆင်ဖြူရှင်မှာအိုမင်းနာနေသည်ယောဂဝေဒနာသည်တဲလာသည်လာမည့်နယုံလာကျန်း3ရက်နေ့သည်ဒိဋ္ဌိနကတ်ကောင်း၏ပြည့်စုံသည်ကျန်စီထားသည့်အတိုင်းပြုလုပ်ရန်အချိန်တန်ပြီးအရှင်သာဟုအကြံပေးလေ၏ပညာနွယ်လည်းစင်ကဲမမုံလောက်ကိုခေါ်၍နေ့ရက်ချင်းဆိုလိုက်၏ပညာနွယ်လည်းပရိယံဖြင့်တမိန်မယူထံသွား၍ခေါ်ပြ၏ရောက်ဖနှင့်ကလံပေါ်ကြိုက်ပေါ်တွင်တောစားထွက်ရန်ငါလာခေါ်ပါသည်ဟုဆို၏ငါကိုယ်ရင်း၌မိမသာဖြစ်နေ၍ရောက်ဖသာသွားနိုင်မှာဟုမယူဆိုသည်ဖြင့်ပညာနွယ်လည်းပြန်လှည့်တမိန်မယူသည်ပညာနွယ်ကိုမယုံပညာနွယ်ပြေးမိဟုတရင်ရသဖြင့်ပညာနွယ်၏အသွားအလာကိုထောက်လှမ်းရန်ကျွန်ဖြစ်သူမပကောအားနှုတ်ထားသည်ပညာနွယ်ပြေးမိမှန်လည်းနေအနှင်လာ၍ငါ့ကိုဆိုလျက်ပညာမသွားသေးလျင်လည်းနေမလာနှင့်စောင့်ရသာကြည့်လေအောင်ဟုမယူမာ၏မိုးတောက်လည်းပညာနွယ်ကငါတို့ချွေးချက်ထားသောနေ့ရောက်ပြီးမိုးမချုပ်မီစင်5စီးစလုံးကိုကကလိုက်စိတ်တို့အရောက်ဆောင်ထား၍စောင့်မှာအားလုံးအစင်းလေးဖြစ်အောင်စီစဉ်ပါဟုစင်ကဲမမုံလောက်ကိုစေ၏ရင်းနေ့တွင်ပင်တမိန်မယူစေနှုတ်ထားသောတရှိုးမကိုးသည်ပညာထံလာ၍ဆို၏အရှင်သားတော်၏အသွားအလာကိုစောင့်ကြည့်ရန်အရှင်ရောက်ဖသောတမိန်မယူကကျွန်တော်မျိုးအားဆေးလွတ်ထားပါသည်အရှင်သားတော်ခွာမိမှန်လျင်သူ့ထံအလင်းလာ၍ဆိုလည်းမသွားသေးပါကမလာနှင့်စောင့်ကြည့်လေအောင်ဟုမှားပါသည်အရှင်သားတော်ခွာမိတဲ့ရင်ကိုကျွန်တော်မျိုးလာပြောမှတမိန်မယူယုံမီတပားသူပြောတော့လုံးဝယုံကြည်မီမဟုတ်ပါဘူးဆို၏ဤသို့ဖြစ်လျင်ငါလည်းတပားလည်းနေလိုက်ခဲ့ငါရောက်ဖတော်မိကိုလည်းနေခံတော့ဟုပညာဆို၏မဘကိုလည်းပညာနှင့်လိုက်မည်ဟုဝန်ခံ၏မဘကိုကတမိန်မယူဟုအမိပေးလိုက်၏စင်ကဲမမုံလောက်လည်းစင်5စီးကိုအစင်းနဲ့ပြင်ထားပြီးကြောင်းလာပြောလျင်ပညာနွယ်သည်ထွက်၍ဘကူးဆန်တော်တပရားကိုရှိခိုးပြီးတီလာခံယူ၏ထို့နောက်အဒေအောင်စင်ထက်တက်၍စီးသည်ပဆွဲလမန်းစင်ကိုမမုံလောက်နှင့်ဘောမုံစီးသည်အတူကြီးရစင်ကိုမတောက်နှင့်မင်းကန်စီစီးသည်အပါစုနှင့်အပါအင်္ဂလာတော်နှစ်ဦးကစင်မတကောင်ကိုစီးသည်စင်ဦးစီးများ၏ဆွေသားမျိုးသားများကိုစင်ကဲမမုံလောက်၏မယားနှင့်တကွစင်မတကောင်ဖြင့်သွားစေ၏မမုံလောက်ကမယားအားပတွဲပြောမှရှိသည့်စင်မနှစ်စီးကိုယူ၍မွညက်အကွင်းမှထွက်ဆောက်နှင့်ဟု၍မှားလိုက်သည်ပညာနွယ်တို့ဆုံစင်းကြရာလက်ဘောသို့ရောက်၏ထိုမှတဖန်ဇတိုင်းသို့ရောက်သည်တညာလုံးဆုံကြလေ၏ပဲခူးမှတကုံသို့ပညာနဲ့ခါသည့်နေ့ကတက္ကရာ945နေုံလာစန်း3ရက်အင်္ဂါနေ့ညအချိန်ဖြစ်လေသည်၎င်းနေ့ညတွင်တမိန်မယူသည်ဆေးလွတ်ထားသောတရှိုးမပကိုးမရောက်သေးသဖြင့်ပညာနယ်မသွားဖြင့်သွေစောင့်နေသည်သာမှတ်လေသည်ပညာနယ်တို့ထောက်ရသောကြောင့်ကိုမသိလိုက်ပေညီ3ချက်တီးမှပညာနယ်ထွက်ပြေးကြောင်းကိုမဟာဒေဝီနှင့်တမိန်မယူတို့သိရသည်နန္ဒမိုးတောက်လျင်ဆင်ဖြူရှင်တဲ့ဝင်၍တန်တော်ဥတင်ရ၏ထိုအခါဆင်ဖြူရှင်ကအပတုံသည်ငါသားပင်ဖြစ်တော်လဲရက်ဆက်ကြမ်းကြုတ်သူဖြစ်သည်စံကျန်းသည်မြက်ပြူးသည်ခြေတလုံးကြီးသည်ငါစိတ်ကိုပူပင်တောကဖြစ်အောင်အပြက်ပြူးမိသူဖြစ်သည်ဟုငါအမကိုငါပြောခဲ့သည်မဟုတ်လောဟုပိတ်ဆိုပြီးပညာနွယ်၏မယားတမိတော်တလမေတော်ကိုခေါ်သည်တလမေတော်လည်းတားငယ်ဘောလုံးကျန်းတော်ကိုချီလျက်ရောက်တော်သူရှင်ကအပတုံငယ်ပြေးလေသည်ကိုညီကညာကပတိုးကြောင့်ငါကိုညီအရှင်မလျှောက်တနည်းဟုမိတ်ဆို၏ပညာနွယ်သည်တမိတော်အားမယားမမတ်မလေးမမြတ်အဖတ်မလုပ်သည်မှာမနှဲကြပြီရှင်မင်းဖျားမှလည်းဤမြယောဂကြီး၍ကျမ်းတော်မမာသောကြောင့်နန်းတော်သို့တက်၍တမိတော်မလျှောက်မှဖျားဟုတလမေတော်လျှောက်၏ထို့နောက်အမတ်ကြီးတမိန်စိတ်ပြဲကိုခေါ်စီပြန်၏အမတ်ကြီးတမိန်စိတ်ပြဲရောက်ချိန်တွင်ပညာဦးအနာသေး၍ထွက်တော်မမူသဖြင့်မဟာဒေဝီသာဆိုသည်အမတ်ကြီးကိုခေါ်ရန်သူရှင်မိတ်နီမှာအခြားမဟုတ်ပါအပတုံပြေးသည်ကိုမိအောင်လိုက်စေဖို့ဖြစ်သည်ဟုဆိုလျင်အမတ်ကြီးကယခုကျွန်ုပ်တဦးလည်းဖြစ်နေသည်ကျွန်ုပ်၏လူသူများအားထားရမည်လူကောင်းများမှာအဝေးရောက်နေသည်ခေါ်လျင်4-5ရက်ကြာမှရောက်မည်ယခုအချိန်ဆိုလျင်ပညာနယ်လည်းတကုံသို့ရောက်လောက်မည်တကုံသားတွေလည်းသူ့လူကြီးဖြစ်လေတော့မည်ယခုအရေးတွင်ရသမျှအင်အားစုပြီးအလုံးရင်းဖြင့်စင်ကောင်းမြင်းကောင်းဖြင့်ချီစေပါကချီရပါမည်သို့သောကျွန်ုပ်လူတွေမဟုတ်၍ကျွန်ုပ်နှင့်မညီညွတ်ကျွန်ုပ်ဩဇာကိုမခံဘဲဖြစ်လာပါကအခက်တွေ့လိမ့်မည်အင်အားအလုံးရင်းဖြင့်ပညာနယ်ထွက်လိုက်ပါကသူတို့ခုခံခြင်းမပြုဘဲပညာဘက်ပါသွားမည်ဆိုရသည်သို့ဖြစ်လျင်ပညာနယ်ထံစင်ကောင်းမြင်းကောင်းလူသူအင်အားများကိုတွားပို့သည်နှင့်မတူသလောကျွန်ုပ်တို့အသက်လွတ်အောင်ပင်ခွာရန်ခတ်ပြီးဝင်လေးမည်ယခုပေါ်ပေါ်ရောအမြန်လိုက်ပါဟုဆိုသည်မှာပညာကိုအာပန်သည်နှင့်မတူသလောဟုအမတ်ကြီးတပိန်စိတ်ပြဲကခရီးရှည်ရန်ပညာနယ်အကျိုးကိုလို၍အေးဆိုသည်ပရိယေမြူ၍အလင်းမလွန်လို၏အကျဉ်းအစီများပြည်လည်မှလိုက်တင်ကြောင်းတင်ပြသည်မဟာဒေဝီလည်းစိတ်တိုင်းကြအမြန်လိုက်စီလိုသောဆန္ဒမအောင်မြင်သောကြောင့်အခြားစကားဆိုတော့သည်တားငယ်ဘုံမုံသည်လူစမ်းလူမများကိုမြို့ပြင်ထွက်၍ဆူယုံနေသည်မှာကြားလာပြီးသူ၏အဝင်အထွက်သူ့ခြေလမ်းကိုငါမယုံငါတန်တရားဖြစ်ခဲ့သည်သူ့အကြံကိုငါရိပ်သည်ယခုငါထင်သည့်အတိုင်းပင်ဖြစ်တော်သည်ဟုအဘဒေနာပရိများကိုအဖြစ်တင်စကားပြောသည်တမိန်စိတ်ပြဲ၏ပရိယေကိုမသိ၍အမတ်ကြီးတမိန်စိတ်ပြဲဆိုသည့်အရေးဟုတ်သည်အကြံစီပြည့်စုံမှလိုက်တင်သည်ဟုဆိုပြီးလီလာကန်ကိုကျုပ်သိမ်းလိုက်သည်ထို့နောက်အမတ်ဒေနာပရိများလည်းအားလုံးပြန်ကြလေ၏မင်းသားပညာနွဲတို့လည်းနောက်နေ့မိုးတောက်လျင်ပညာညောင်သို့ရောက်လေသည်ဘုံလွယ်3ချက်ဒီချိန်အကျော်တွင်တကုံသို့ဆက်ရောက်ကြသည်ပညာနွဲတို့သည်မိုးညက်တွင်နနက်စာစားကြပြီးနောက်စောမင်းကန်ကြီးစခန်းတွင်ရနာစဉ်ရဲဘော်3ချိန်တို့အားပညာနွဲက
ငါတို့တကုံရောက်လျင်မဟာဒေဝီ၏ကျွန်16ယောက်တို့ကိုခေါ်ခိုင်းမည်အားလုံးရောက်လျင်ဇက်ဟုငါဆိုမည်ထိုအခါမင်းတို့အားလုံးကထခုတ်ကြဟုအချင်းချက်ပြုသည်တကုံတို့ရောက်လျင်ပညာနွယ်သည်ရခင်ကနေခဲ့သောအိမ်ဟောင်းသို့သွား၍နေသည်ထို့နောက်မဟာဒေဝီ၏ကျွန်16ယောက်တို့အားခေါ်စေ၏မြို့ဝန်းသားလူကြီးများကိုလည်းခေါ်စေ၏များမကြမီမြို့ဝန်းသားမြို့မနက်ဘုံလူကြီးများရဟန်းတန်ခါများအသီးသီးရောက်လာ၏တင်မောကောက်မတေးတယောက်မရောက်သေးရဲဘော်သုံးကျိတ်တို့လည်းဓာကုန်စီဖြင့်ပညာနွယ်ကိုကြည့်နေကြသည်ထိုအခါပညာနွယ်ကယခုအင်းဝစစ်ချီလာသည်မှာစင်မင်းစစ်တဲ့ဘဝများနှင့်တကွတာယာဝတီတို့ရောက်နေပြီဟုသတင်းရ၍ငါ့ကိုတကုံတို့ဆင်းလာရန်သူရှင်အမိန့်ရှိလိုက်သည်မျိုးပြကြုံမြောင်မကောင်းသည်ကိုပြင်၍ပြလက်ရန်စီးရန်ကိစ္စအတွက်မင်းတို့ကိုခေါ်ခြင်းဖြစ်သည်ဟုဆိုသည်ဤတွင်တင်မောကောက်မတေးတယောက်မှရွှေအမိတ်အထုံးအချစ်တို့နှင့်ပြည့်စုံသောပစိုးကောင်းဝတ်ဆင်ကအမွှေးနှက်သာအကျော်ကရမတ်ဖြင့်လိမ့်ချန်လျက်တကုံလုံးမှုကြိုင်စာဖြင့်ရောက်လာ၏သူ့အမိမှမွန်အဖမှကလေးဖြစ်၏မတေးသည်ပညာနွယ်ကိုမချစ်ကိုးဘဲနေ၏ထိုအခိုက်ပညာကဇက်ဟုဆိုလိုက်ရဲဘော်သုံးကျွဲနှင့်တကွပညာကြုံများသည်ထား၍ခုတ်ကြ၏မဟာဒေဝီကျွန်း18ယောက်မှတပြိုင်တည်းလဲသည်တင်မောကောက်မတေးကိုတမိန်မယူအမိခံမဘကိုးက6ချက်မြခုတ်တော်လဲမကွဲမရှမလဲမသေးပဲအိမ်ကောင်မိုးပေါ်တက်ပြေးသည်သူပစိုးအမြိတ်မှချင်းကိုတန်းနှင့်ညီးသဖြင့်တမိန်ကဆွဲချပြီးမနုံကဓာရှိအနှောက်ဖြင့်ရိုက်ပါသေးလေ၏ထိုအခါမှမြို့ဝမ်းနှင့်ရဟန်းတန်ခါများသည်ပညာနွယ်ပုံစားကြောင်းကိုသိရလေတော့သည်ပညာနွယ်ကပရိသတ်ကိုမေးမြန်းသည်များမင်းတို့ငါးဘက်နေပြီတော့သူ့ဘက်နေပြီတော့ပိဋကအားလုံးကအရှင်သားတော်ဘက်နေပါမည်ဟုဆိုကြ၏ထိုအခိုက်ခုံးရစာပိတ်ဤတူမင်းရဲနာနှင့်ဓမ္မပုံတရားဤတူမဲဆန္ဒတို့နှစ်ယောက်မှတခြားသူများမပြောဝင်သည်ကိုသူတို့ကဘကူးစစ်ကိုအရှင်သားတော်မလိုက်ရသောကျွန်ုပ်တို့အားလုံးပျက်စီးခြင်းတို့မရောက်ပြီတော့ဟုဆိုသည်ဖြင့်ပညာနွယ်ကဇက်ဟုဆိုလိုက်ရာရဲဘော်သုံးကျိတ်တို့ကသူတို့နှစ်ဦးကိုခုတ်တက်လိုက်ပြန်၏ပညာနွယ်၏အမျက်တော်ချိန်ကြာသောအခါတကုံမျိုး၏သင်္ကရာစာမပိုင်ဆရာတော်မှသူခမိန်ဥဒ္ဒပတုံဓမိတ်ကိုဆေလွတ်လာ၏သူတို့လူ20မှာသူတို့ကံကြမ္မာအလျောက်သူတို့ခံရပါပြီသူတို့အလောင်းကိုသိသိဖုတ်ချင်းတကြိုမရစေဟုလျှောက်တဲ့ဖြင့်ပညာလည်းခွင့်ပြုလိုက်၏တေသူနှစ်ကျိတ်တို့၏ကိုယ်၌ပါရှိသောရွှေငွေအဝယ်စားများကိုယူခဲ့ရမည်တော့ဟုသူခမိန်ကမေး၏သူတို့၏ရွှေငွေပစ္စည်းများကိုရဲဘော်သုံးကျိတ်တို့အားပေးဝေမည်သို့သောသူတို့၏တာမယထံမှလုံးဝမယူရဟုပညာအမိန်ပေး၏ထို့နောက်သူခမိန်ဥဒ္ဒပတုံဓမိတ်ကလာပို့သောရွှေငွေပစ္စည်းအဝယ်စားများကိုရဲဘော်သုံးကျိတ်တို့အားဝင်ငါပေးမိလျင်တကုံမျိုး၏သင်္ကရာသာဖြစ်သောမပိုင်ဆရာတော်ကိုပိတ်ဆောင်စေ၏မပိုင်ဆရာတော်လည်းပညာထံကြွလာပြီးဆွေးနွေးတိုင်ပင်ကြသည်မပိုင်ဆရာတော်သည်ပညာနွယ်ကိုနှိမ့်သက်သဘောကျ၍စေနာလားသည်ပညာနွယ်လည်းမပိုင်ဆရာတော်အားချစ်ခင်ရိုသေသည်မပိုင်ဆရာနှင့်ကိစ္စရေးရာအကြံစီခုသမျှကိုဆွေးနွေးတင်ပြသည်ပညာနွယ်သည်ဆရာတော်ကိုယုံကြည်စိတ်ချသည်တန်တရားလုံးဝမရှိပေထို့နောက်တကုံသားဘောတန်ကြီးသည်ရွှေခွက်20ယူလာ၍ပညာနွယ်အားဆက်သည်ပညာနွယ်ကပတုံးကြောင့်မင်းရွှေသာဆက်သည်နည်းဟုမေးကျွန်ုပ်သည်အရှင်သားတော်၏အမှုတော်ကိုထမ်းဆောင်လိုပါသည်နောက်ကိုအရှင်သားတော်အောင်မြင်၍စီးချိန်တမတိနှင့်ပြည့်စုံလျင်မျိုးစားရွာသားဖြစ်လိုပါသည်ဟုလျှောက်၏မင်းသဘောတိုင်းရသိမည်ဟုပညာမိတ်အမိန့်တော်ကိုဥထိတ်တင်ပါသည်ဟုဘောတန်ကြီးဆို၏ထို့နောက်မျိုးသားရွာသားများစုယုံကြပြီးရွှေငွေစားများဖြင့်ပညာနွယ်ထံလာရောက်ဆက်တာကြသည်ထို့နောက်သူရဲများကအရှင်သားတော်၏မင်္ဂလာအိမ်တွင်လူတွေများ၏သွေးတွေအပြည့်အနှံ့ဖြစ်နေသည်ဤတင်အရာ၌နေနိုင်မကောင်းပါအိမ်သည်ဆောင်းလုပ်ခွင့်ပြုပါဟုတင်လျှောက်ကြလေသည်ဤသွေးတွေရှိကောဘာဖြစ်သည်နည်းမင်းတို့ဤသို့ဆိုလျင်မင်းတို့မရတဲ့ဥရုလာ၍အိမ်မှာအပြည့်အနှံ့ကြားနေသည်ကိုအိမ်ဖြတ်ပြီးအသေးဆောက်ဖို့ပါသလိုဤသွေးတွေကိုမဆေးရမြင်သောသူတွေကြောက်ရွံ့သွားအောင်ဤအတိုင်းဆက်ထားမည်ဟုပညာနွယ်အမိန့်ဆို၏များမကြမီပညာနွယ်သည်တကုံမျိုးသို့လှည့်လည်ကြည့်ရှုသည်မျိုးပြကြုံများမကောင်းသည်များကိုပြုပြင်စေသည်ခံတံများပြအိုးတကားများကိုခိုင်ခန့်အောင်စီမံစေသည်ရင်းသူပညာနွယ်သည်မျိုးလက်စဉ်ပညာမောင်းခတ်စေသည်မှာတကုံမျိုးသူမျိုးသားများကိုမြည်သူတူဦးတယောက်ကမှဘေးအန္တရာယ်မပြုရချီတမြင်ကိုသော၎င်းအတချောင်းကိုသော၎င်းလူယူပွဲရအကြောင်းမရှိစေရအကယ်၍ပြုလို့ဘကကြီးလေးသောအပြစ်ဒဏ်ပေးမိဟူ၍ဖြစ်သည်မျိုးလေရာမှအိမ်ပြန်ရောက်သောပညာနွယ်အားသူခမိန်ဥဒ္ဒပတုံဓမိတ်သည်ကြာပန်းတစည်းကိုလာဆက်သည်မင်းကန်စီမြင်လျင်ရုပ်ချင်းထကချင်းနှစ်ပတ်စလုံးခါသည်ပတိုးကြောင့်အကိုချေခါသနည်းဟုပညာမိတ်ကြာပန်းသည်မွန်ပါသာတကက်ဖြစ်၍တနင်းလာနှင့်ပဲခူးမျိုးသည်လည်းတနင်းလာနှင့်ပဲခူးမျိုးကိုအရှင်သားတော်အလွယ်တကူရမည်နမိတ်ဖြစ်သည်တုံတမိတ်ဇက်တွင်ကြာပန်းသည်ဖျားလောင်း၏အရေးနမိတ်ဖြစ်ခဲ့မှုသည်ထို့ကြောင့်တုံတမိတ်သည်တက္ကသိုလ်ပြည်၌မင်းဖြစ်ရပြီးဒုက္ခချမ်းသာရသည်ဘောဓိတတ္တအဖျားလောင်းတို့၏ပြဝေနေထုံးနှန်းစင်နာမှပါရမီဖြစ်စဉ်ကဒုက္ခ၌အလင်းသီးပါသည်နောက်တော်တရဗေဇဉာဏ်ရပြီးတရားဟောရသည်တိတ္တရမင်းသားသည်လည်းတောထွက်၍ဒုက္ခ၌အလင်းသီးပါသည်နောက်ပါရမီတော်ကြောင့်32ပုံသားတို့၏ဖျားရှင်ဖြစ်ရပြီးဒုက္ခ၌သာရှေ့ဆက်ပြီးတရားတော်သည်မဟုတ်လောဟုကြာပန်းနမိတ်ကိုမိခန့်စီဖြစ်ကြပြီးသည်ကိုကြားရလျင်ပညာနွယ်သည်ဒေါသသဘောကျဝမ်းမြောက်လှသည်ချင်းတို့နေခဲ့ပြန်ရန်ကမာမတ်ရွာသား9ယောက်တို့သည်ပညာနွယ်ထံလာရောက်၍အမှုထမ်းတို့ကြောင့်လျှောက်ထားကြသည်၎င်းတို့9ဦးအားပညာနွယ်တစ္ဆာပြုစေပြီးနောက်မင်းတို့9ဦးကိုပဲခူးတို့တရှိုးအဖြစ်ငါလွတ်မည်ပဲခူးသားအဖြစ်မင်းတို့ဟန်ဆောင်သွားရမည်ငါကြုံရင်းတွေကိုဆေလွတ်လျင်သူတို့သိလိမ့်မည်မင်းတို့ကိုသူတို့သိမည်မဟုတ်
ဘဘိုးတွင်သူတို့၏အစီအစဉ်အချမ်းစီစကားဆမည်ဟုသည်များအမှုကိစ္စအလုံးအကျိုးအကြောင်းအလုံးစုံရသမျှသတင်းများကိုငါထံပို့ရမည်မင်းတို့အချင်းချင်းကိုသစ္စာရှိတဲ့ညီညွတ်ကြ၏တော်ဟုပညာမေး၏ထိုအခါမင်းရန်ဒေနာကကျွန်ုပ်တို့အချင်းချင်းညီညွတ်ပါသည်ကျွန်ုပ်တို့သည်နွားတစ်ကောင်သက်စား၍အချင်းချင်းသွေးတောက်ပြီးသစ္စာပြုခဲ့ကြပါသည်ထိုနေရာကိုမင်းရန်တော်ဆရာဟုပင်ခေါ်ပါသည်ကျွန်ုပ်တို့ကိုအရှင်သာယုံကြည်စိတ်ချပါအချင်းသားပေးသည့်တောင်းကိုအောင်မြင်အောင်ထမ်းဆောင်ပါမည်ဟုဆိုသည်ဖြင့်၎င်းတို့ကဆုလက်ပြပေးပြီးဘဘိုးတို့ဆေလွတ်လိုက်သည်ထို့နောက်ပညာနယ်သည်မိကန်စီရင်တိုင်ပင်သည်ငါနောင်တော်ဒလာကြမကြီးကံကောင်းသည်ငါပရိညင်ပြုထားသည်မဟုတ်လောတကုံတို့ငါတို့ရောက်လာရင်ရှေ့ဆက်လုံရန်သူကတာဝန်ယူမှုဟုဆိုထားသည်ယခုငါတို့တကုံတို့ချီခဲ့ပြီနောင်တော်အားအကျိုးအကြောင်းသိစေရန်နှင့်သူ၏သဘောထားကိုလည်းငါတို့သိရအောင်သူထံစာဖြင့်ကြားသိစေလိုပါသည်ဟုပညာနယ်ဆိုလျင်မင်းသားဆိုသည့်စကားတင်လာပါသည်ဟုမင်းကန်စီလျှောက်၏ဤသို့ဆိုလျင်စာစီသူစရေးမတင်ကိုခေါ်ပြီးစာရေးပါစာကိုတင်အောင်အကိုပြင်ပါဟုမင်းကန်စီကပညာနယ်တောင်းပေး၎င်းစာနှင့်အတူလက်ဆောင်ပနာပစ္စည်းများစွာကိုဒလာသားမကြီးကံကောင်းထံသို့ပို့ဆက်စေသည်မကြီးကံကောင်းလည်းဗညာနွယ်၏စာကိုရလိုက်ရင်လွန်စွာဝမ်းမြောက်၍လက်ယုံတန်းသည်ငါတို့အကြံအောင်ပြီငါကြံထားသည့်အတိုင်းပြည့်စုံပြီဗညာနွယ်သည်ဧကရေတာပိသားနာသည်ညီတော်နှင့်ငါလည်းသွေးသစ္စာတောက်ခဲ့သည်မှာ9ကြိမ်ရှိပြီငါတို့အောင်ရပြီတမိန်နောက်ဖျားမှာအကြီးတော်နှင့်ညီညွတ်သည်သူ့ကိုအကြီးတော်ကခေါ်၍မြို့ပြပြင်စေသည်အမတ်ကြီးတမိန်စိတ်ပြဲမှုကဗညာနွယ်နှင့်ညီညွတ်သည်ငါတိသည်ဟုမကြီးကံကောင်းမိတ်ပညာနယ်စေလိုသောတမန်သည်မကြီးကံကောင်းထံသို့စပို့ပြီးပြန်ရောက်လာရင်မကြီးကံကောင်း၏အမှားစကားကိုတင်လျှောက်၏ပညာနယ်လည်းမကြီးကံကောင်း၏ဆိုစကားကိုမင်းကန်စီကမေးပြန်သည်အရှင်းသားတော်အလိုအတိုင်းပြည့်စုံပါသည်ဆိုရင်ကြောင်းကြတော့မူရန်အကြောင်းမရှိပြီးကျွန်ုပ်တို့အောင်ရမည်ကိုရှောက်၏ထို့နောက်ပညာနယ်သည်မင်းကန်စီကိုခေါ်ပြီးမျိုးလက်ပြန်သည်မခိုင်သည့်မျိုးပြလက်ရမ်းများကိုပြုပြင်စေသည်မဟာဒေဝီ၏ချမ်းနှင့်အထိန်တော်မွေအဲလော၏ချမ်းတို့ကိုဟင်းရတွေ့ဖောက်ရိုးတစ်ချောင်းများမချိုးမဖျက်ရဟုပညာနယ်အမိန့်ထုတ်သည်ထို့နောက်မင်္ဂလာအိမ်တော်နှဆောင်တိဆောက်မိနေရာကိုလိုက်ကြည့်သည်ကျဲ့သို့ဖျားသို့ရောက်လာ၍မပိုင်ဆရာတော်ကိုဖူး၍တိုင်ပင်၏ပဇာရက်တွင်မင်္ဂလာအိမ်တော်ကိုတိဆောက်သင့်ပါသည်ဟုပညာနယ်မေးသည်မပိုင်ဆရာနှင့်မင်းကန်စီတို့တိုင်ပင်ကြပြီးနောက်မင်းကန်စီကအတုပ်ဖျားနှင့်တဲ့တွင်ထူးဆန်းသောဖျားတစ်စုရှိသည်အတုပ်ဖျားနှင့်ထိုပါရမီဖျားကြားနှင့်တိဆောက်သင့်ပါသည်ပညာနယ်လည်းမပိုင်ဆရာတော်နှင့်မင်းကန်စီတို့၏ကြံပေးချက်ကိုသဘောတူလက်ခံပြီးဘိသုကာကြီးမမွေးကလောအားယာယီတဲနန်းကိုဆောက်လုပ်ရန်ကိစ္စအတွက်တောင်ကန်အကြီးမှုဖြင့်ခံထားလိုက်သည်မမွေးကလောကိုတမိန်ပကိုးဟူသောပွဲတွင်ချင်းမြင့်လိုက်သည်အိမ်တို့ပြန်ရောက်လာရင်မအိုင်တို့ကိုတကားမှုအဖြစ်ခန့်၍လူသူအဝင်အထွက်ကိုစီးစိမ်ရန်ဆောက်လေသည်တိနုရသားကိုလည်းတန်လင်းမျိုးကိုစားစီမီဟုမိန့်၏